ဒီနေ့ကတော့စုကားစားရဲ့အမြဲအမှတ်ရနေမဲ့နေ့လေးပါအကြောင်းကတော့သူဒီနေ့ဓာတ်လေကားထဲမှာတွေ့ခဲ့ရတဲ့မိန်းကလေးကိုမြင်မြင်ချင်းချစ်မိသွားလို့ပါပဲစုကားစားကအခုမှအလုပ်နယ်ပယ်ထဲဝင်ရောက်လာတဲ့သူဖြစ်ပြီးသူလုပ်ရမယ့်ကုမ္ပဏီကနာမည်ကြီးမလို့အလုပ်အပေါ်မျှော်လင့်ချက်ကြီးထားခဲ့ပေမဲ့တကယ်ကဌာနခွဲလေးတစ်ခုမှလုပ်ရမှာပါဌာနကသူတွေကိုစုကားစားနှုတ်ဆက်လိုက်ပေမဲ့ကောင်လေးတယောက်ကလွယ်ပြီးအားလုံးကသူ့ကိုလှစ်လျူရှူထားကြပါတယ်ဌာနခေါင်းဆောင်နဲ့အချိန်တစ်ခုကြာမှအုံနောက်အလုပ်လုပ်ပုံရပြီးစုကားစားကိုပြန်နှုတ်ဆက်လာပါတယ်ဌာနခေါင်းဆောင်ဘေးကခါဇူကီဆိုတဲ့အမျိုးသမီးကတော့သူမတို့ဌာနကိုလူသစ်မခေါ်တော့ဘူးဆိုပြီးလူသစ်ထပ်သွင်းလာတဲ့ဌာနခေါင်းဆောင်ကိုဒေါသထွက်နေပါတယ်ဒီဌာနခွဲကတကယ်လဲအလုပ်သမားအသက်ထပ်မလို့တော့ဘူးဖြစ်ပြီးစုကားစားအတွက်တော့ပေးစရာအလုပ်မရှိသေးပါဘူးသူမတို့ကုမ္ပဏီကမှတ်ညံအစားတို့စက်ရုပ်တွေကိုထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီးသူမတို့ဌာနကတော့အဲ့အရုပ်တွေကို6နှစ်နဲ့4လပြည့်တာနဲ့တွားပြန်သိမ်းရပါတယ်အကြောင်းကတော့စက်ရုပ်တရုပ်ကမှတ်ညံတွေကို6နှစ်နဲ့4လအထိပဲထိန်းသိမ်းနိုင်ကြလို့ပါအခုစုကားစားကိုဘယ်နေရာမှာအလုပ်ပေးရမလဲစဉ်းစားနေရင်အိုင်ရာတယောက်ဝင်လာတာတွေ့တော့ဌာနမူနဲ့အိုင်ရာနဲ့အတူလုပ်ဖို့ပြောလာပါတယ်ဘေးကခါဇူကီကတော့အိုင်ရာကိုယောက်ျားလေးနဲ့မတွဲပေးချင်တာမလို့ဌာနမူကိုဆွဲဆက်ကင်ပေါက်လာပြီးအိုင်ရာကတော့ဌာနမူစကားကိုသဘောတူလာပါတယ်အိုင်ရာကလည်းစက်ရုပ်တရုပ်ပြပြီးစုကားစားသူမကိုတွေ့တဲ့နေ့တုန်းကငိုနေတာမလို့သူမကိုစက်ရုပ်မှန်တော့သတိမထားမိခဲ့ပါဘူးအဲ့ဒီဇန်နဲ့မီချီရိုရောက်လာကြပြီးစုကားစားကယောက်ျားလေးမလို့အိုင်ရာနဲ့အလုပ်အတူလုပ်တဲ့အခါနှောက်ဘူးမလုပ်ဖို့ပြောလာကြပါတယ်မီချီရိုတို့ဒီနေ့စက်ရုပ်တရုပ်ကိုသွားသိကြမှာဖြစ်ပြီးစုကားစားရဲ့တောင်းကအိုင်ရာအလုပ်လုပ်တာကိုစောင့်ကြည့်နေဖို့ပါပဲအလုပ်အကြောင်းနားလဲဖို့စုကားစားအိုင်ရာစီမှာအလုပ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတချို့တောင်းလိုက်ပေမဲ့အိုင်ရာကသူ့ကိုသူမရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ကြီးထုတ်ပေးလာပါတယ်စုကားစားဖတ်ဖို့ရှက်နေချိန်မှာပဲသူတို့လာရမယ့်အိမ်ကိုရောက်လာပါပြီအလုပ်လုပ်တဲ့အချိန်မှာပြုမှုဆက်ဆံရမယ့်အရာတွေကိုကြည့်ထားလို့စုကားစားကိုပြောပြီးဇက်တယောက်အိမ်တကားဝါကိုတွားခောက်လိုက်ပါတယ်အထက်ကလင်မယား2ယောက်နဲ့တကားဖွင့်ပေးလာကြပြီးသူမတို့သားကိုဂယုဆိုင်ပေးဖို့ဇက်ကိုမှာလာကြပါတယ်ဇက်တယောက်လင်မယား2ယောက်နဲ့အစင်ပြေပြေစကားပြောပြီးချိန်မှာတော့အဲ့အိမ်ကဆက်ရုပ်ကိုမှတ်ညံဖြတ်လုပ်ငန်းစတင်ရပါပြီမိသားစု3ယောက်ကိုနှုတ်ဆက်ခိုင်းလိုက်ပြီးဇက်ကတစ်ဖက်သူကိုလက်စုပ်ဝေပေးလိုက်ပါတယ်သူတို့2ယောက်လက်ချင်းထိစပ်လိုက်ချိန်မှာတစ်ဖက်ကဆက်ရုပ်စီကမှတ်ညံတွေကိုဖျက်ပစ်လိုက်ပါပြီဒီလိုနဲ့အဆက်ရုပ်ကိုသူတို့ပြန်သိမ်းသွားကြပြီးအလုပ်ကိုပြန်ရောက်လာကြပါတယ်အလုပ်ကလုပ်ရတာအဆင်ပြေနေတာမလို့တိတ်လဲမပင်ပန်းမှာဘူးလို့စုကားစားပြောလာပေမဲ့မီချီရိုကတော့ဒီအလုပ်ကထင်သလောက်မလွယ်ဘူးဆိုတာပြဖို့စုကားစားကိုခေါ်သွားပါတယ်သူမတို့ရင်ရင်ကြည်ကြည်နဲ့နောက်ထပ်တစ်ယောက်ကိုသွားခေါ်ကြပေမဲ့တကားပိတ်ခံလိုက်ရပြီးဒီအဖွားစီလာတာ3កောက်တောင်ရှိနေပါပြီသူတို့တွေနီနာဆိုတဲ့ကလေးမလေးကိုပြန်သိမ်းကြမှာဖြစ်ပြီးအချိန်မပြည့်ခင်ပြန်သိမ်းနိုင်မှာအဆင်ပြေပါလိမ့်မယ်နောက်အိမ်တိုင်ကိုရောက်လာပြီးအိုင်ရာတကားခောက်ဖို့အရေးလက်တုံနေတာစုကားစားတွေ့လိုက်ရပါတယ်အထက်ကနေပြေးသွားတဲ့ခြေတံတွေကြားလိုက်ရပြီးစုကားစားလည်းတကားဘဲကိုသူ့အစားတီးပေးရမလားလို့အိုင်ရာကိုမေးလိုက်ပါတယ်အိုင်ရာကတော့တစ်ဖက်ကိုအပြေးသွားကြည့်လိုက်ပြီးအိမ်ထဲက2ယောက်ကထွက်ပြေးသွားကြတာကိုတွေ့လိုက်ရပါတယ်အိုင်ရာလည်းသူတို့နောက်လိုက်မယ်လို့ပြောလာပြီးဝရန်တာလက်ရန်ကနေခုန်ချလိုက်ပါတယ်စုကားစားတို့2ယောက်ကတော့အန်အောထိတ်ထန်နေကြပြီးအိုင်ရာကတော့အမိုက်ပုံပေါ်ကိုပြုတ်ကျသွားပါတယ်ရုံငန်းပြန်ရောက်လာချိန်မှာတော့စုကားစားတယောက်ခါဇူကီစီကနေဆွဲခေါ်ခံသွားရပြီးခါဇူကီကအိုင်ရာကိုဖိအားမပေးနဲ့လို့စုကားစားကိုပြောလာပါတယ်နောက်နေ့မှာတော့အိုင်ရာနဲ့စုကားစားတို့တွေအဖွားစီထက်ရောက်သွားကြပြီးအဖွားကလည်းတကားပြန်ပိတ်သွားပြန်ပါတယ်အိုင်ရာတယောက်နှိမ့်တိုင်းသွားနေပေမဲ့အဖွားကတကားပိတ်တော့ပဲဖြစ်ပြီးအိုင်ရာလည်းချန်စီယိုတဲ့ခွာကျော်သွားပါပြီသူမအထဲကိုပြုတ်ကျလာချိန်မှာနီနာကိုတွေ့လိုက်ရပြီးနီနာကလည်းအိုင်ရာတို့ကသူမကိုပြန်လာသိမ်းမဲ့သူတွေဆိုတာသိနေကြပါတယ်အဲအချိန်သူမအဖွားရောက်လာပြီးအိုင်ရာကိုနှင်ထုတ်ဖို့လုပ်ပေမဲ့နီနာကတော့သူမကိုရေရင်ပေးချိုးလိုက်ဖို့သူမအဖွားကိုတောင်းဆိုလာပါတယ်အိုင်ရာလည်းရေချိုးခွင့်ရသွားပြီးစုကားစားလည်းအိမ်ထဲရောက်လာပါတယ်နီနာကိုပြန်သိမ်းရမယ့်အချိန်ရောက်ပြီမလို့ဒီအချိန်သိမ်းမှအဆင်ပြေမယ်ဆိုတဲ့အကြောင်းပြောပြနေပြီးအဖွားကတော့စုကားစားတို့အတွက်နီနာကစိတ်ရုပ်တရုပ်ဆိုပေမဲ့သူမအတွက်တော့မိသားစုဝင်မယ်လို့ပြောလာပါတယ်နီနာတယောက်အိုင်ရာရဲ့စပင်းတွေကိုတုပ်ပေးနေပြီးအိုင်ရာတို့သူမကိုလာသိမ်းကြတော့သူမဝယ်မနေပါဘူးအဖွားကတော့မကြိုက်ပေမဲ့သူမသာပြန်မလာရင်ပြဿနာတွေဖြစ်လာမှာသူမသိပါတယ်အဖွားကိုပြဿနာတွေမဖြစ်စေချင်ဘူးလို့ပြောနေပြီးအဲ့ချိန်တကားနာကအဖွားကလည်းနီနာရဲ့စိတ်ကိုနားလည်လိုက်ပါတယ်အဖွားစုကားစားတို့ကိုနီနာကိုပြန်သိမ်းခွင့်ပေးလိုက်ပြီးနီနာလည်းသူမမှတ်ညံတွေအဖျက်မခံရချိန်မှာအဖွားကိုကျမ်းမာရေးခရူးဆိုင်ဖို့ထမင်းများများစားဖို့မှာနေခဲ့ပြီးပြောနေရင်သူမမျက်ရည်တွေကိုလည်းမထိန်နိုင်တော့ပါဘူးအဖွားကအဆင်ပြေနေမှာပါလို့အဖွားနီနာကိုပြောလာပြီးအိုင်ရာလည်းနီနာရဲ့မှတ်ညံတွေကိုဖျောက်ပစ်လိုက်ပါပြီအဲကအပြန်မှာတော့စုကားစားတယောက်နီနာနဲ့အဖွားတို့ကြောင့်ခံစားနေရချိန်အိုင်ရာလည်းအပေါ့သွားခြင်းစိတ်ကိုထိမရတော့တာကြောင့်ကားထဲပေါက်ချပြီးပြတ်ဖြစ်နေပါတယ်အိုင်ရာပေါက်ချလိုက်လားဆိုတာကတော့သူတို့2ယောက်သာသိပါလိမ့်မယ်ဒီနေ့မှာတော့ဌာနမှူးတယောက်ရုံးချုပ်စီသွားပြီးအစည်းအဝေးတက်ဖို့ရှိပါတယ်သူတို့ကုမ္ပဏီကရုံးချုပ်ပေါင်း29ခုရှိပြီးသူတို့ဌာနကပထမဆုံးဌာနပါဌာနမှူးအတွက်အိုင်ရာလည်းဖိတ်ရသွားလို့ပေးနေတော့အလုပ်ထဲပေါ်မလာတာကြာပြီးဖြစ်တဲ့ဟန်နာတာဆိုတဲ့စီနီယာတယောက်ရောက်လာပါတယ်အဲ့စီနီယာကဒီမှာလုပ်နေတာ10နှစ်လောက်ရှိပြီဖြစ်ပြီးအလုပ်လည်းအရန်ပြတ်တက်တာကြောင့်ခါဆူကီကတော့ရှယ်သမားကျင်နေပါတယ်စုအားစားကိုမြင်တော့အသက်ရောက်လာတဲ့လူသစ်လေးမှန်းသိလိုက်ပြီးတထေးအဆက်အသွယ်နဲ့ရောက်လာတဲ့သူမလို့တထေးနဲ့ဘာတော်လဲပါသိကျင်နေပါတယ်အမှန်တော့စုကားစားကအထက်တန်းဆောင်ဝေဘွဲကိုဦးအတက်ရောက်သွားတာကြောင့်မဖြစ်ဖြစ်လိုက်ပဲအထက်တန်းမပြီးသွားပါဘူးဒါပေမဲ့ဒီကုမ္ပဏီရဲ့တထေးကသူ့အဖေရဲ့တငယ်ချင်းမလို့သူ့အဖေမျက်နှာနဲ့အလုပ်လုပ်ဖို့တနေရာရလာတာပါဟန်နာတာရဲ့တွဲဘက်ကရှယ်ရီဖြစ်ပြီးဟန်နာတာဆက်စုလို့မပြီးသေးခင်မှာလည်းဆွဲခေါ်သွားပါပြီဒီနေ့မှာတော့စုကားစားနဲ့အိုင်ရာတို့တွေနောက်ထပ်စိတ်ရိုးတရုပ်ပြန်သိမ်းကြဖို့ကားဝက်ရှော့ကိုရောက်လာကြပြီးအိုင်ရာတယောက်စကားကောင်းကောင်းမပြောတတ်ခဲ့တာကြောင့်တစ်ဖက်သူတွေကိုကြောက်ပြီးထွက်ပြေးသွားစီပြီးပါတယ်စုကားစားတယောက်အနောက်ကမြန်လိုက်ဖို့ပြင်လိုက်ပေမဲ့အိုင်ရာကချော်လဲသွားတာမလို့သူစမ်းမလိုက်တော့ပဲအိုင်ရာစီသာပြန်ရောက်လာပါတယ်အိုင်ရာနှာခေါင်းသေးထွက်သွားပြီးသိမ့်မကြခင်မှာမီချီရိုတို့လာကြိုကြပါတယ်
မီချီရိုတယောက်စုကားစားတို့ကိုလာခေါ်ခဲ့ပြီးဒါနဲ့ဆိုသူမတို့လိုက်ဖြည့်ရှင်းပေးနေတာတုံးကရှိနေပြီမလို့စုကားစားကိုစုနေခဲ့ပါတယ်စုကားစားလို့တမ အားကိုနဲ့အလုပ်ထဲဝင်လာတဲ့ကောင်ကဘာမှသုံးစားလို့ရမှာမဟုတ်မှသူမသိပြီးသားလို့ပြောလာပါတယ်အိုင်ရာကတော့သူမသာချော်မကြသွားဖို့ဆိုရင်စုကားစားထွက်ပြေးသွားတဲ့သူနှစ်ယောက်နောက်ကိုလိုက်နိုင်မယ်ဆိုတာသိနေပြီးသူမချော်ကြသွားတဲ့အကြောင်းပြောပြဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ချိန်စုကားစားကသူတောင်းပန်ပါတယ်ဆိုပြီးအတင်းပြုံးထားရတဲ့မျက်နှာလေးနဲ့မီချီရိုတို့ကိုတောင်းပန်လိုက်တော့အိုင်ရာလည်းရင်ထဲထိသွားပြီးမီချီရိုလည်းဘာမှဆက်မပြောတော့ပါဘူးရုံးပြန်ရောက်ချိန်မှာတော့မီချီရိုတယောက်သူမဆူလိုက်တာများသွားလားဆိုပြီးအတွင်းများနေခဲ့ပြီးဟာနာဒါနဲ့ဇက်တို့ကတော့မီချီရိုစုကားစားကိုကြိုက်နေတာလားဆိုပြီးဝိုင်းစားလာကြပါတယ်မီချီရိုတယောက်ဒေါသထွက်ပြီးသူတို့ကိုလဲပေးလာမငိခင်မှာနှစ်ယောက်သားရက်လိုက်ကြပါတယ်ဘေးကခါဆိုကီကတော့အိုင်ရာရဲ့အခြေအနေကိုသာမေးလာပြီးအဲ့ဒီညနေမှာစုကားစားကိုဘားစီဆွဲခေါ်သွားပါတယ်စုကားစားတယောက်အဆိုခံရတော့မယ်လို့ထင်လိုက်ပေမဲ့အခါဆိုကီကစုကားစားအတွက်တရားမမျှတဘူးဆိုပြီးတောက်နေပါတယ်အိုင်ရာကိုစုကားစားလို့လူသေးလေးနဲ့ထည့်ပြီးတာမမျှတမှသိပေမဲ့စုကားစားအကောင်ဆုံးစူးစမ်းပါလို့သာသူမပြောနိုင်ပါတယ်ခါဆိုကီနဲ့အိုင်ရာတို့ကတွဲဖက်ဟောင်းနေမလို့ခါဆိုကီကအိုင်ရာအကြောင်းကိုသိသိတောက်သိပါတယ်စုကားစားအနေနဲ့အိုင်ရာနဲ့အလုပ်တွဲလုပ်ဖို့ဆိုအိုင်ရာအကြောင်းတွေကိုသိထားဖို့လိုပါတယ်ဒါပေမဲ့ခါဆိုကီတယောက်အိုင်ရာအကြောင်းတစ်ခုမှပြောမသွားပဲသူမဘာသာတောက်ပြီးမှောက်သွားပါပြီဟန်နာဒါလည်းရောက်လာပြီးမှောက်နေတဲ့သူ့သားပေါ်တောက်ဘက်ကိုပြန်ခေါ်သွားရပါတယ်စုကားစားတယောက်အိုင်ရာအကြောင်းကိုစိတ်ဝင်စားသွားခဲ့ပြီးအိုင်ရာကိုလိုက်ရှာကြည့်လိုက်ချိန်မှာတော့လေ့ကျင့်ရင်ခန်းကိုရောက်နေမှသိလိုက်ပါတယ်အိုင်ရာတယောက်ရေရောက်လေ့ကျင့်ခန်းတွေလုပ်နေခဲ့ပြီးသူမရဲ့တိုးတက်မှုအခြေအနေကတော့တာမန်စက်ရုပ်တွေတက်ကိုစွမ်းဆောင်ရည်နေပါတယ်အိုင်ရာလေးကြီးရင်ပြီးသွားချိန်မှာတော့စုကားစားရောက်နေတာတွေ့လိုက်ရပြီးစုကားစားအတွက်သူမကအနောက်ရှက်လိုဖြစ်နေပြီးအမြဲအဆူခံရအောင်လုပ်နေမိတာမလို့တောင်းပန်လာခဲ့ပါတယ်စုကားစားကတော့သူအိုင်ရာကိုနားလဲနိုင်အောင်စူးစမ်းသွားတော့မှမလို့သူတို့တွေအကောင်းဆုံးအလုပ်ဆက်လုပ်ကြမယ်လို့အိုင်ရာကိုပြောလာခဲ့ပါတယ်အိုင်ရာလည်းစုကားစားကသူမကိုစိတ်မပြတ်သွားပဲအလုပ်ဆက်လုပ်သွားဖို့ဆုံးဖြတ်ထားတာတွေ့တော့သူမပါအားတက်သွားရပါတယ်တစ်ဖက်ကမီချီရူကတော့စုကားစားစိတ်မကောင်းဖြစ်နေတော့မှထင်ပြီးညတော့အိတ်မပြောတော့ပါဘူးနောက်နေ့ရုံးကိုရောက်လာချိန်မှာအိုင်ရာစီရောက်လာပြီးအိုင်ရာစုကားစားနဲ့အလုပ်တွဲလုပ်ရတာပင်ပန်းလာလို့မေးလာပါတယ်စုကားစားကအသက်မလို့သူ့ကိုနားလဲပေးလိုက်ပါလို့မီချီရိုပြောလာတာကြားလိုက်ရတော့အိုင်ရာလည်းစုကားစားကိုနှစ်ယောက်လုံးနေမိတာသူမဘာလို့ပြောပြလာပါတယ်ဒါကိုကြားလိုက်တော့မီချီရိုလည်းစုကားစားကသူမစကားတွေကြောင့်နည်းနည်းမှဝမ်းနည်းနေတာမဟုတ်ပဲအိုင်ရာရှိမှအမတ်ကောင်းရအောင်တသက်သရုပ်ဆောင်သွားလာမယ်သိလိုက်ပါတယ်အိုင်ရာကတော့စုကားစားကိုပြဿနာသွားမချဖို့မီချီရိုကိုပြောလာပြီးမီချီရိုလည်းစိတ်ပြငြိမ်သွားပြီးရုံခန်းထဲပြန်ရောက်လာပါတယ်ရုံခန်းထဲမှာစုကားစားတယောက်ကွန်စတန်ကိုညှိနှိုင်းရင်းနဲ့ပတ်သက်တာတွေမေးနေပြီးစုကားစားတယောက်အိုင်ရာနေရာကနေအလုပ်လုပ်ပေးဖို့ကြိုးစားနေမယ်မီချီရိုသိလိုက်ပါတယ်ဒါကစီကန်းချိုးပေါက်တို့ဖြစ်နေတာမလို့စုကားစားကိုအဲ့လိုလုပ်ဖို့မီချီရိုသဘောမတူပါဘူးစုကားစားလည်းနားလည်ပြီးမလို့အိုင်ရာအစားညှိနှိုင်းပေးဖို့မလုပ်တော့ပါဘူးရုံခန်းထဲပြန်ရောက်လာချိန်မှာဟန်နာဒါရောက်လာပြီးအိုင်ရာအကြောင်းစဉ်းစားနေတာလားလို့မေးလာပါတယ်အိုင်ရာကသူမရဲ့စွမ်းဆောင်ရည်တွေကိုတိုးမြင့်ဖို့ဒီတလောလေ့ကျင့်ခန်းတွေအများကြီးသွားလုပ်နေပေမဲ့အဲ့ဒါကအချိန်ဖြုံးတာပဲလို့ဟန်နာဒါပြောလာပါတယ်အိုင်ရာအနေနဲ့အဲ့ဒါတွေသွားလုပ်လို့လဲစွမ်းဆောင်ရည်မြင့်လာမှာမဟုတ်ပါဘူးစုကားစားလည်းအိုင်ရာကိုစောင့်ကြည့်နေခဲ့ပြီးအဲ့ဒီညနေမှာကားဝက်ရှော့စီပြန်ရောက်လာကြပါတယ်ဒီတခါတော့အိုင်ရာစကားကိုရှင်းရှင်းလင်းလင်းနဲ့အေးဆေးညှိနှိုင်းနေခဲ့ပြီးကားဆရာလည်းကောင်လေးကိုပြန်သိမ်းဖို့သဘောတူလာခဲ့ပါတယ်အိုင်ရာကောင်လေးကိုပြန်သိမ်းနိုင်ခဲ့ပြီးစုကားစားလည်းအခုမှစိတ်အေးသွားပါတယ်စုကားစားရဲ့အစီရင်ခံစာကိုဖတ်နေတဲ့ခါဆိုကီလည်းစုကားစားနဲ့အိုင်ရာတို့အဆင်ပြေသွားလို့ဝမ်းသာနေပါတယ်ဒါပေမဲ့ဟန်နာဒါကတော့အိုင်ရာကနောက်ထပ်83ရက်ပဲကြံတော့တယ်ဆိုတဲ့အကြောင်းစုကားစားကိုမပြောရသေးဘူးမလားလို့ခါဆိုကီကိုမေးလာပါတယ်စုကားစားတယောက်အိုင်ရာနဲ့အတူရှိနေတာကြောင့်အပြင်ထွက်ပြီးထမင်းစားဖို့ခေါ်ပေမဲ့အိုင်ရာကပြန်မပြေလာပဲအဲ့အစားလက်ဖေးရတောက်မလားလို့သာမေးလာပါတယ်သူတို့ယုံကတွဲဖက်တွေတိုင်းကတခန်းနဲ့အတူတူနေကြရပြီးဒီလိုမျိုးအတူတူနေကြတာကတယောက်နဲ့တယောက်ကိုပိုနားလည်မှုရှိလာစေပါတယ်ဒါကြောင့်စုကားစားကိုလည်းအိုင်ရာနဲ့အတူတူနေဖို့ရန်ပြောလာပြီးစုကားစားလည်းအဲ့လိုနေလို့ရမယ်အခုမှကြားဖို့တာပါရှယ်ရီနဲ့ဟန်နာထာတို့ကိုလည်းတကယ်ကြီးအတူတူနေကြတာလားလို့စုကားစားမေးကြည့်လိုက်တော့သူမတို့ကနေနေကြတာအတော်တော်ကြာနေပါပြီဒီလိုနဲ့စုကားစားနဲ့အိုင်ရာတို့အတူတူနေဖို့ဖြစ်သွားရပြီအလုံစင်းချိန်မှာအိုင်ရာကသူမအခန်းစီစုကားစားကိုခေါ်လာခဲ့ပါတယ်စုကားစားတယောက်မင်းကလေးတယောက်အခန်းနဲ့အခုမှရောက်ဘူးတာမလို့စိတ်လုံရှားနေပြီအိုင်ရာကတော့စားဝင်လာခဲ့ကစကားတော့မပြောတော့ပဲသူမထိုင်ကုန်ပေါ်မှာပဲသွားထိုင်နေလိုက်ပါတယ်စုကားစားတယောက်စကားတွေအများကြီးပြောချင်နေပေမဲ့အိုင်ရာကတော့တခွန်းတော့ပြန်မပြောတော့ပါဘူးနောက်နေ့နေတဲ့စာစားချိန်မှာတော့အိုင်ရာရဲ့စာအုပ်လေးကိုစုကားစားဖတ်နေမိပြီးစာထဲမှာအိုင်ရာကခါဆူကီစီကနေအဆူခံခဲ့ရတဲ့အကြောင်းပြန်ရေးထားပြီးတက်တက်ကြွကြွလည်းရှိပါတယ်အဲ့ဒီသူ့ဘေးကိုမီချီရူရောက်လာပြီးအိုင်ရာရဲ့စာအုပ်ကိုဖတ်နေတာတွေ့လိုက်ရတာကြောင့်သူ့ကိုနှာဘူးဆိုပြီးလည်းဆွဆွဲလာခဲ့ပါသေးတယ်စုကားစားအတန်းတန်းရှင်းပြနေပေမဲ့မီချီရူကမယုံသေးပါဘူးအိုင်ရာကိုလိုက်တော့မယ်ဆိုရင်တခါတည်းနဲ့အပီချုပ်လို့ရအောင်သူမရေချိုးနေတဲ့အချိန်မှာတတိမထားမိသလိုဘာလို့နဲ့ဝင်သွားလို့ပြောလာပါတယ်ပြင်းရင်တော့အိုင်ရာဘလောက်ပဲညင်းနေအောင်တော့တခါတည်းသာခေါင်းလိုက်တော့ဆိုပြီးပြောလာပါတယ်စာအုပ်ထဲအသေးသားကိုလိုက်မှတ်နေတဲ့စုကားစားကြောင့်မီချီရိုဒေါသထွက်သွားရပါတယ်နောက်နေ့မနက်မှာတော့စုကားစားတယောက်အိုင်ရာနဲ့အဆင်ပြေအောင်လို့ရန်ကနေတန်ပါတဲ့အမျိုးသားတယောက်ဖြစ်ကြောင်းတက်သိပြလိုက်ဖို့အကြံပေးလာပါတယ်စုကားစားလည်းအိုင်ရာအရှိမသူဘလောက်တန်ပါလဲထုတ်ပြဖို့ပြင်လာပြီးအလေးတုံးကိုအမြန်ဆုံးနှုံးနဲ့မနေတာမလို့အလေးတုံးကလက်ကနေချော်သွားပြီးနေရန်ကိုပါဖောက်သွားပါတယ်နောက်နေ့မှာတော့စုကားစားကိုဌာနမှုကိုယ်တိုင်ကအကြံပေးလာပြီးမိန်းကလေးတယောက်ကိုအသေးစိတ်လေးတွေကအစားဂယူးဆိုင်ပေးကြည့်ဖို့မှားလာပါတယ်အဲနေ့ညမှာစုကားစားလည်းအိုင်ရာကိုသေချာစိုက်ကြည့်နေပြီးအိုင်ရာလည်းထားထွက်သွားတာကိုတွေ့တော့အဝိတ်တွေကိုအမြန်ဖယ်ပေးဖို့လုပ်လိုက်ပါတယ်
ဒါပေမဲ့သူ့ဘာသာသူချော်လဲကျသွားပြီးလဲကျတဲ့အတန်အကျဲကြီးကြောင့်ရောက်လာတဲ့မီချီရိုရဲ့စူကားစားလက်ထဲကအိုင်ရာအင်ကြီးကိုတွေ့သွားပြီးနှာဘူးလို့ထင်သွားပါပြီ။နောက်နေ့မှာတော့တရုံလုံးကယောက်ျားသားတွေပါစူကားစားကိုအကြံပေးလာကြပြီးစူကားစားလည်းဟန်နာတာပြောတဲ့အတိုင်းလိုက်တဲ့လေးနေကြီးပေါ်ဆုံးဖြတ်လိုက်ပါတယ်။အခန်းထဲမှာဆိုအိုင်ရာကလက်ဖေးတောင်းပလာတခွန်မဲ့မိတတ်တာကြောင့်စူကားစားလည်းတောင်းမယ်လို့ပြောလိုက်ပါတယ်။ဖြစ်ကျင်တော့လက်ဖေးအသေးပြီးပြန်လာတဲ့အိုင်ရာတယောက်ချော်ကျသွားတာကြောင့်စူကားစားအမြန်ထိန်မိလိုက်ပြီးနှစ်ယောက်သားချမ်းမြင့်ပေါ်လဲကျသွားရပါတယ်။မီချီရိုလည်းအမြန်ရောက်လာပြီးသူတို့နှစ်ယောက်အနေထားကိုတွေ့လိုက်ရတော့စူကားစားကိုတမပေးဖို့လိုနေမှသိလိုက်ပါတယ်။စူကားစားတယောက်အိုင်ရာနဲ့အဆင်ပြေအောင်ကြိုးစားနေတာသိတာကြောင့်ခါဆူကီကအပြင်အတူတူလဲကြီးဖို့ပြောလာပါတယ်။ဒါကြောင့်စူကားစားနဲ့တငယ်ချင်းတယောက်ကိုလက်ဆောင်ပေးခြင်းတာကြောင့်လိုက်ကိုရေးပေးဆိုတဲ့အကြောင်းပြချက်နဲ့အိုင်ရာကိုအပြင်ခေါ်ထုတ်လာပါတယ်။စူကားစားအိုင်ရာတဲ့အင်ကြီးဝယ်ပေးခြင်းပေမဲ့အိုင်ရာကအင်ကြီးဝယ်တာတော့တက်လွဲဖြစ်နေပြီးအင်ကြီးကိုဖျက်လိုက်မိပါတယ်။ဒီလိုနဲ့အင်ကြီးပဲဝယ်လာခဲ့ရပြီးစူကားစားတယောက်အိုင်ရာကျွမ်းကျင်တဲ့လက်ဖေးချောက်သွားဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုင်ရာကြိုက်တဲ့လက်ဖေးချောက်ကိုဝယ်ခဲ့လိုက်ပြီးလမ်းကြုံတာကြောင့်ကစားကွင်းနဲ့လည်းဝင်လာလိုက်ကြပါတယ်။အိုင်ရာကတော့ဘာလို့ကစားကွင်းစီလာလဲဆိုတာနားမလည်ဖြစ်နေပြီးစူကားစားနဲ့သူလက်ဆောင်ပေးခြင်းနဲ့သူကအိုင်ရာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူတို့နှစ်ယောက်ကြားမှာခင်မင်ရင်းနှီးမှုရှိစေခြင်းနဲ့အပြင်အမတ်တရလေးတွေကိုလည်းဖန်တီးကျင်တာကြောင့်မှဒါကိုကြတော့အိုင်ရာတယောက်လက်ထွက်သွားခဲ့ပါတယ်။စူကားစားလည်းသူအမားလုံးလိုက်မိမှန်းသိလိုက်ပြီးညအထိကစားကွင်းမှာပဲဆက်ထိုင်နေပြပါတယ်။သူအိမ်ပြန်ရောက်ချိန်မှာတော့အိုင်ရာကစူကားစားကိုတယောက်တည်းထားခဲ့ပြီးတော့တောင်းပန်လာပါတယ်။သူကစားကွင်းကဝင်လာတဲ့အယုတ်လေးကိုသာလက်ဆောင်ပေးလာခဲ့ပြီးသူတို့နှစ်ယောက်အဆင်ပြေသွားကြပါတယ်။စူကားစားတယောက်မနဲ့အိယာနိုးလာချိန်မှာအိုင်ရာကမနဲ့ခင်းမှာလို့နှုတ်ဆက်တာကြားလိုက်ရပါတယ်။အဲစကားတစ်ခုနဲ့တင်သူ့မှာအယမ်းပျော်သွားရပြီးမနဲ့ခင်းမှာဆိုပြီးဇက်တိုက်အော်ပြောနေပါတယ်။ရုံးကိုရောက်လာကြချိန်မှာတော့မီချီရိုတယောက်အိုင်ရာတကယ်ကြီးဒီနာဝူးကောင်နဲ့နေမလို့လားလို့မေးလာပါတယ်။အိုင်ရာကလည်းစူကားစားတာဆိုရင်ရပါတယ်လို့ပြောလာတာကြောင့်မီချီရိုပါဇက်ပိတ်သွားရပြီးဇက်ကလည်းသူတို့နှစ်ယောက်အခန်းထဲမှာဘာတွေလုပ်နေကြမလဲဆိုပြီးမီချီရိုရှေ့မှာပေါက်ကရတွေပြောပြနေပါတယ်။သိမကြခင်မှာပဲခါဆူကီရောက်လာပြီးသူတို့တွေကိုတောပြန်ခေါ်ရမယ်မိသားစုတွေစင်းကိုပြလာပါတယ်။စူကားစားတို့ကိုတောင်းပေးလိုက်တဲ့သူကစက်ရုပ်ကစောင့်ရှောက်ထားရတဲ့ကလေးအိမ်ကိုတွားရမှာပါ။ဒီအလောက်ကမီချီရိုနဲ့ပိုတင်တော်ပေမဲ့စူကားစားကိုလေးလာစေချင်တာကြောင့်စူကားစားလက်ထဲပဲအပ်လိုက်ပါတယ်။ဒါအပြင်တတိထားရမယ့်အရာတစ်ခုကဒီတလောသူတို့ဌာနကလူယောင်ဆောင်ပြီးတရားမဝင်အဖွဲ့အစည်းကလူတွေကစက်ရုပ်တွေကိုပြန်လိုက်သိမ်းနေတာပါပဲ။စူကားစားလည်းအဲအဖွဲ့အစည်းရှိမှအခုမှသိလိုက်ပြီးစိတ်ထဲမှာထားလိုက်ပါတယ်။ဒီလိုနဲ့စူကားစားတို့နှစ်ယောက်အခလေးနေတဲ့အိမ်ကိုထွက်လာကြပါတယ်။အိမ်ထဲကနေမာစီယာတို့အမိရတဲ့မိန်းကလေးကတကားဝင်ပေးလာပြီးစူကားစားနဲ့အိုင်ရာတို့ကိုဖော်ဖော်ရွေ့ရွေ့ကြိုဆိုလာပါတယ်။သူမဆောင်းလျှောက်ပေးနေရတဲ့ရှိုတာကတော့ကြောင်းသွားနေတုံဖြစ်ပြီးသူမမရှိတော့ရင်ရှိုတာအဆင်ပြေပါမလားလို့တွေးနေမိပါသေးတယ်။သူမတို့သုံးယောက်စကားပြောနေကြတော့မှရှိုတာကြောင်းကနေပြန်ရောက်လာပါပြီ။ရှိုတာတယောက်သူ့အိမ်ထဲကလူစိမ်းတွေကိုတွေ့တာနဲ့မာစီယာကိုပြန်လာခေါ်ကြတဲ့သူတွေမှသိလိုက်ပါတယ်။မာစီယာကစိတ်ချုပ်စရာကောင်းတာမလို့တခါတည်းသာပြန်ခေါ်သွားလိုက်တော့လို့ပြောလာပြီးစူကားစားလက်ထဲကစာအုပ်ကိုအတင်းဆွဲပြီးသူ့နာမည်နဲ့လက်မှတ်ထိုးဖို့လုပ်နေပါတယ်။ဒါကိုမြင်တော့စူကားစားလည်းရှိုတာကိုမနှဲတားလိုက်ရပြီးရှိုတာတယောက်စက်ရုပ်တွေအားလုံးကလူလိမ်တွေလို့ပြောလာပါတယ်။ဘယ်တော့မှထားမသွားဘူးဆိုပြီးအဆုံးမှာတော့ထားသွားကြတာပါပဲ။တစ်ဖက်ကဌာနမှုကတော့ဌာနခွဲ29ခုအားလုံးရဲ့အရှိမအစုခံနေရပြီးဒီတစ်ခါနဲ့ဆိုအသုံးစရိတ်များလာကြောင်းအစုခံနေရတာ3ခါရှိနေပါပြီဌာနမှုလည်းတသေးကြကိုတောင်းပန်နေပြီးနောက်တစ်ခါတလို့ထပ်ဖြစ်ရင်ကိုယ့်ဘာသာကိုဖြည့်ရှင်းဖို့တတိပေးခံလိုက်ရပါတယ်တစ်ဖက်ကစူကားစားတို့ကတော့အဲ့ဒါတွေမသိကြပဲရှိုတာအိမ်မှာမရှိတော့အရင်ဓာတ်ပုံလေးတွေကိုပြန်ကြည့်နေကြပါတယ်ဓာတ်ပုံထဲမှာရှိုတာရဲ့အဖေနဲ့အမေကိုတွေ့ခဲ့ကြပြီးရှိုတာရဲ့မိဘတွေကအရန်သဘောကောင်းတဲ့သူတွေဖြစ်ကြောင်းမာစီယာပြောပြထားပါတယ်အဲ့ဒီဓာတ်ပုံအဗန်ထဲကနေစာရွက်လေးတစ်ရွက်ထွက်လာပြီးအဲ့စာရွက်လေးကရှိုတာရဲ့စတော်ဘယ်ရီကိတ်မုတ်လုပ်ပေးထားတဲ့ပါဝေပစ္စည်းတွေကိုရှိုတာအမေရေးခဲ့တဲ့စာရွက်မှသိလိုက်ပါတယ်မနက်ဖြန်ဆိုရှိုတာရဲ့မွေးနေ့မလို့စတော်ဘယ်ရီကိတ်မုတ်လုပ်ကြရအောင်လို့စူကားစားပြောလာပြီးမာစီယာလည်းပျော်ပျော်ကြီးလက်ခံလာပါတယ်ရှိုတာတယောက်ကြောင်းသွားနေတဲ့လမ်းမှာခလေးတွေနဲ့မိဘတွေကိုလိုက်ကြည့်မိနေပြီးမိချီတူတယောက်ရှိုတာဘေးကိုရောက်လာပါတယ်သူမကိုလည်းစက်ရုပ်အဖေကပဲဆောက်ရှောက်ပေးခဲ့တာဖြစ်ပြီးရှိုတာကိုအပြေအဝနားမလဲပေမဲ့ရှိုတာကိုတော့အမြင်မှန်ရစေချင်ပါသေးတယ်ရှိုတာကမာစီယာနဲ့နေခဲ့တဲ့အမတ်တရားတွေအားလုံးကိုအတူအယောင်တွေဆိုပြီးပြောနေပြီးအမှန်တရားကိုလက်မခံချင်နေပါဘူးမာစီယာတို့ကတော့ကိတ်မုတ်လောက်ကြဖို့လိုအပ်တာတွေပြင်ဆင်နေကြပြီးမာစီယာကလွယ်လို့ကျန်တဲ့နှစ်ယောက်ကသုံးစားမရပါဘူးအဲအချိန်တကားကောက်တန်ကြားတာကြောင့်တွားဖွင့်ပေးလိုက်တော့မီချီရိုနဲ့ဇက်တို့ဖြစ်နေမှတွေ့လိုက်ရပါတယ်သူတို့နှစ်ယောက်ကိုပေးဖို့ရောက်လာကြတာဖြစ်ပြီးစူကားစားတို့၃ယောက်သာလုံနေရင်ဒီနေ့ညပြီးတော့မှမဟုတ်ပါဘူးမီချီရိုကအချက်ပြုတ်မှကျွမ်းကျင်သူဖြစ်ပြီးငငယ်ကလေးကအချက်ပြုတ်လာခဲ့တာပါမီချီရိုနဲ့မာစီယာတို့ကဥဆောင်ပြီးကိတ်မုတ်လုပ်ပေးသွားတာမလို့မြန်မြန်ဆန်ဆန်ပဲမုတ်ဖုတ်တဲ့အိုတွေထည့်လိုက်နိုင်ပြီးမုတ်ရမယ့်အချိန်ကိုစောင့်နေလိုက်ကြပါတယ်အိုင်ရာတို့၃ယောက်သာမွေးနေ့အတွက်ပြင်ဆင်နေကြပြီးမီချီရိုနဲ့စူကားစားတို့ကမုတ်တွေစောင့်နေကြပါတယ်မီချီရိုကအဆောင်ရှောက်အဖေနဲ့နေခဲ့ရတာဖြစ်ပြီးလွန်ခဲ့တဲ့၃နှစ်ကမှပြန်သိမ်းသွားခံရတာပါအချို့စရုပ်တွေကအချိန်ပြေးဖို့နီးလာကနီးမှာချိုရင်းချက်တွေပေါ်လာထက်ကြပြီးအရာရာကိုသိချာမလုံနိုင်ရတော့ပါဘူးမှညံတွေလည်းမေးလာကြသလိုတခါတလေအပြင်တွေကိုလည်းရှောက်သွားနေတတ်တာမလို့သူမအဖေကအချိန်မပြည့်ခင်ကတည်းကဌာနမှာပဲနေရပါတော့တယ်စူကားစားကတော့မီချီရိုကြောင့်ခံစားသွားရပြီးဒီလိုအဖြစ်အပျက်တွေရှိကြောင်းအခုမှကြားဘူးတာပါ
ညနေရှိုတာကြောင့်ကနေပြန်လာချိန်မှာတော့အိမ်ကမောင်နေတာကိုကြည့်ပြီးဝမ်းနဲ့သွားရပါတယ်ဒါပေမဲ့အဲကန်တန်းဝင်လိုက်ချိန်မှာပဲသူတို့အားလုံးကမွေးနေ့ဆူတောင်းပေးတာကြပြီးရှိုတာလည်းအဝမ်းဝမ်းသာသွားရပါတယ်ရှိုတာတယောက်မှတ်ညံအတုတွေမလိုချင်ဘူးလို့ပြောနေပေမဲ့သူရှိကစတော်ဘယ်ရီကိတ်မုတ်ကိုကြည့်ပြီးသူ့အမေကိုသတိရသွားပါတယ်ဒါကြောင့်ကိတ်မုတ်ကိုအားရပါးရစားနေခဲ့ပြီးအခဏမှာရှိုတာတယောက်အချိန်တစ်ခုတည်းတင်ထားသမျှတွေပြည့်ရော့သွားခဲ့ပါတယ်အခုတော့သူ့မှတ်ညံတွေကအစ်စ်တွေဆိုတာကိုသူလက်ခံလိုက်ပါပြီမာစီယာကိုလည်းဖတ်ပြီးငိုနေခဲ့ပြီးနောက်ဆုံးတော့သူတို့နှစ်ယောက်ပြန်ဆင်ပြေသွားခဲ့ပါတယ်နောက်နေ့မှာတော့ရှိုတာတယောက်အင်ကိုတကားလာခေါက်တဲ့လူကြီးတယောက်ကိုတကားဖွင့်ပေးလိုက်ချိန်မှာအဲလူကသူ့အမမာစီယာကိုလာခေါ်တဲ့သူလို့ပြောလာတာကြားလိုက်ရပါတယ်မာစီယာတယောက်ဈေးကနေပြန်လာတဲ့လမ်းတော့မှာမတင်ကားစရာလူကြီးနဲ့တွေ့ခဲ့ပါတယ်သူမရဲ့အချိန်က24နာရီဆိုကုန်ပြီဖြစ်ပြီးရှိုတာတယောက်စုကားစားတို့စီဖုံးဆက်လာချိန်မှာစုကားစားတို့လည်းအံ့ဩသွားကြရပါတယ်ရှိုတာရဲ့အိမ်ကိုလူကြီးတယောက်ရောက်လာပြီးအဲလူကြီးကမာစီယာဘယ်သွားလဲလို့မေးလာတာကြောင့်သူလည်းဒီအနာကဈေးကိုသွားတယ်လို့ပြောလိုက်မိပါတယ်ဒါကိုကြတော့စုကားစားလည်းမာစီယာကိုတရားမဝင်အဖွဲ့ကသူတွေဖမ်းသွားကြောင်းသိလိုက်ရပြီးရှိုတာကိုလည်းအိမ်မှာပဲနေပြီးစောင့်နေဖို့မှသွားကြပါတယ်ဒီအကြောင်းကိုဌာနကသူတွေကိုလည်းပြောပြလိုက်ပြီးအားလုံးကမာစီယာကိုရှာကြပါပြီမာစီယာကအချိန်ပြေးကနေတခြားစက်ရုပ်တွေလို့သူ့ဘာသာသူရှောက်သွားတာမျိုးမဟုတ်တာကြောင့်မောင်ကိုအဖွဲနဲ့ပတ်သက်တဲ့သတင်းတွေကိုလိုက်စုံစမ်းကြရပါတယ်မိုးချုပ်ကနေတဲ့အချိန်မှာတော့သူတို့ဘာသာပဲရှာလို့မရတော့မှန်းသိလိုက်ပြီးဌာနကိုအကြောင်းကြားလိုက်ရပါတယ်ကုမ္ပဏီဥက္ကဋ္ဌကလည်းသူ့အဖွဲတွေကိုဆေးလို့လိုက်ပြီးမာစီယာရဲ့အချိန်ကမကြခင်ပြေးပါတော့မှမလို့သူမပရိုဂရမ်ကနေမလွတ်သွားခင်အမြန်ပြန်ထိန်းချုပ်မှဖြစ်မှာပါတနေ့လုံးမျိုးပတ်နေရတဲ့စုကားစားတို့ကိုခါဇူကီလာခေါ်ပြီးစုကားစားလည်းအဲ့တော့မှပဲဖိုက်ပြရပါတယ်သူမတို့အဖွဲ့တွေကားတစ်စီးနဲ့အတူတူစီးလိုက်ကြပြီးဌာနချုပ်ကလွှတ်လိုက်တဲ့လုံခြုံရေးအဖွဲ့ရှိရာစီရောက်လာကြပါတယ်ဒါပေမဲ့အဆောက်တွေကသူမတို့ကိုပေးမဝင်ခိုင်းတာမလို့သူတို့အထက်အရာရှိနဲ့စကားပြောကြတယ်လို့ခါဇူကီပြောလိုက်ပါတယ်သူတို့အထက်အရာရှိကခါဇူကီနဲ့တီးတဲ့သူဖြစ်နေပြီးခါဇူကီတို့အဖွဲ့တွေဝင်ခွင့်ရသွားပါတယ်သူမတို့တွေကိုနှကြက်တွေနဲ့လျှက်စစ်တနက်တွေပေးလာပြီးအတနက်တွေကိုတော့လူသားတွေပဲကိုင်ခွင့်ရှိပါတယ်ဒီတနက်တွေကလူတွေကိုပြည့်ရင်ဘာမှမဖြစ်ပေမဲ့စက်ရုပ်တွေကိုပြည့်ရင်တော့ပရိုဂရမ်တွေပြတ်သွားပြီးလှုပ်နိုင်တော့မှာမဟုတ်ပါဘူးဒါကြောင့်ဒီတနက်ကိုနောက်ဆုံးအရေးပေါ်အခြေအနေမှသာသုံးကြမှာပါမီချီရူကတော့ဒီလုံခြုံရေးအဖွဲ့တွေနဲ့နည်းနည်းမှမပူးပေါင်းချင်နေပါဘူးခါဇိုကီကတော့မာစီယာကိုကယ်ဖို့အတွက်သိခံလိုက်ပါလို့ပြောလာပြီးသူမတို့အဖွဲ့ဝင်တွေအားလုံးနေရာခွဲပြီးရှာကြဖို့ဆုံးဖြတ်လိုက်ပါတယ်စုကားစားတယောက်မီချီရူကဘာလို့လုံခြုံရေးအဖွဲ့တွေနဲ့မပူးပေါင်းချင်မှနားမလဲတာကြောင့်မေးကြည့်လိုက်တော့ဇက်ကသိရသားနဲ့မသိချင်အောင်ဆောင်ပြီးမေးနေတာလားလို့ပြောလာပါတယ်စုကားစားကတော့တကယ်မသိတာဖြစ်ပြီးမီချီရူကလည်းစုကားစားကိုရှင်းပြလာခဲ့ပါတယ်သူမငငယ်တုန်းကသူမအဖေအချိန်ပြည့်ကနေမှအဆောက်အအုံတွေလက်ထက်ပြန်မအပ်ချင်တာကြောင့်သူမအဖေနဲ့အတူထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့မီချီရူရဲ့အဖေကပရိုဂရမ်တွေတိတ်အလုံးမလုံးတော့ဘူးဖြစ်ပြီးခါဇူကီရောက်လာချိန်မှာလည်းမီချီရူအဖေကိုပြန်မထိန်ချုပ်နိုင်သေးပါဘူးလုံခြုံရေးအဖွဲ့တွေရောက်လာချိန်မှာတော့သူတို့အဖွဲ့တွေကအတင်းတွေဖိအားပေးပြီးပြန်သိမ်းမလို့လုပ်ကြတာကြောင့်မီချီရူအဖေကစတင်တိုက်ခိုက်လာခဲ့ပါတယ်ခါဇူကီရဲ့ခြေထောက်တစ်ဖက်လည်းထိသွားခဲ့ပြီးလုံခြုံရေးအဖွဲ့တွေကလည်းမီချီရူအဖေရဲ့ပရိုဂရမ်တွေကိုဖျက်ခဲ့ပါတယ်အဲတုန်းကကိစ္စတွေကသူမအမှားမှန်သိပေမဲ့လုံခြုံရေးအဖွဲ့တွေကိုတော့အခုထိသဘောမကျပါဘူးအဲကိစ္စပြီးတဲ့နောက်မှာခါဇူကီရဲ့ခြေထောက်ကဖျက်လိုက်ရပြီးခြေထောက်အထုသာသုံးရပါတော့တယ်အဲအချိန်တစ်ဖက်ကလိုက်ရှာနေကြတဲ့ခါဇူကီတို့အဖွဲ့တွေတရားမဝင်အဖွဲ့အစည်းကလူတယောက်ကိုတွေ့လိုက်ရပြီးမျက်နှာမှာလည်းထိုးချိတ်ခံထားရတာတွေ့လိုက်ပါတယ်ကြည်ရတာမာစီယာတယောက်သူမဘာသာထွက်ပြေးသွားပြီးမှမှန်ဆလိုက်နိုင်ကြပြီးသူမပရိုဂရမ်တွေပုံမှန်ပဲဖြစ်နေသေးဖို့ကိုတော့ဆူတောင်းရပါမယ်ဒါကိုကြတော့စုကားစားတို့လည်းမာစီယာကိုဒီနားတစ်ဝိုင်းမှာလိုက်ရှာကြပြီးလမ်းကျိုးတစ်ခုရောက်ချိန်မှာပြေးလာတဲ့မာစီယာနဲ့အိုင်ရာတို့ကိုဝင်တိုက်မိသွားကြပါတယ်မာစီယာတယောက်ပရိုဂရမ်တွေတည်ငြိမ်နေသေးတာကြောင့်စုကားစားဆက်အေးသွားပေမဲ့ရှိုတာတယောက်ဘယ်ကနေဘလို့ရောက်လာမှန်းမသိပဲမာစီယာကိုအော်ခေါ်လာပါတယ်မာစီယာလည်းအခဏမှာပရိုဂရမ်တွေပြောင်းကုန်ပြီးရှိုတာကိုခေါ်ပြီးထွက်သွားပါတယ်ဒီအကြောင်းကိုခါဇူကီတို့ကိုပြောပြလိုက်ပြီးခါဇူကီလည်းဒီကိစ္စကိုသူမတို့ဘာသာပဲရှင်းနေတာကြောင့်လုံခြုံရေးအဖွဲ့တွေကိုဝင်မပါဘူးပြောလိုက်ပါတယ်လုံခြုံရေးအဖွဲ့ခေါင်းဆောင်လည်းအချိန်တစ်ခုထိပေးမယ်လို့ပြောလာပြီးခါဇူကီတို့အဖွဲ့တွေအားလုံးမာစီယာကိုလိုက်ရှာကြပါပြီစုကားစားတို့တယောက်လဲကြထားလို့ဒဏ်ရာရသွားတဲ့အိုင်ရာကိုတွဲပြီးဖြည်းဖြည်းချင်းစီလိုက်ရှာနေတာတော့မာစီယာကိုတွေးပြအောင်တွေ့သွားပါတယ်ရှိုတာကသတိမင်းနေပုံရပြီးမာစီယာကတော့တည်ငြိမ်နေပါတယ်ဒါကြောင့်စုကားစားလည်းမာစီယာကိုညင်ညင်တသားစကားပြောလာပြီးသူတို့တွေအချိန်မပြည့်ခင်အေးအေးဆေးဆေးပဲမှတ်ညက်တွေပြန်သိမ်းလိုက်ကြရအောင်လို့ပြောလာပါတယ်မာစီယာလည်းစုကားစားစီလက်ခံပေးလာပြီးသူတို့ထိတော့မဲ့အချိန်မှာရှိုတာကသတိပြန်ရလာပြီးမာစီယာနာမည်ကိုခေါ်လာပါတယ်မာစီယာလည်းချက်ချင်းဆိုသလိုပရိုဂရမ်တွေပြောင်းကုန်ပြီးရှိုတာကိုလဲပင်းသွားညင်ပါတော့တယ်စုကားစားလည်းအဲ့လိုမလုပ်ချင်ပေမဲ့ရှိုတာကိုကယ်ဖို့အတွက်တနက်နဲ့ပြစ်မှရပါတော့မယ်အိုင်ရာလည်းစုကားစားကိုကူပေးလာပြီးစုကားစားတယောက်မာစီယာရဲ့ပရိုဂရမ်တွေကိုဖျက်ပစ်လိုက်ပါတယ်အိုင်ရာခါဇူကီနဲ့6နှစ်လောက်အတူတူလက်တွဲလုပ်ခဲ့ပါတယ်သူမတို့နှစ်ယောက်အရန်အဆင်ပြေခဲ့ပေမဲ့မီချီရိုအဖေရဲ့ကိစ္စပြီးတဲ့နောက်မှာတော့ပါတနာအဖြစ်ကနေရက်စဲခဲ့ကြပါတယ်အကြောင်းကတော့အိုင်ရာကအချိန်ပြေတော့မှာမလို့လှုပ်ရှားမှုတွေမလင်မြန်တော့သလိုခါဇူကီရဲ့အလုံးမှာအနောက်ရှက်တာဖြစ်နေမှာမလို့ပါမာစီယာကိုတော့ပြန်ထိန်းသိမ်းသွားကြပြီးစုကားစားကအဲ့နေ့မှာမာစီယာကိုပရိုဂရမ်ဖြတ်တဲ့နဲ့ပြစ်ခဲ့ပါတယ်မာစီယာကိစ္စအပြီးမှာအိုင်ရာတယောက်သတိမေ့သွားခဲ့ပြီးအိုင်ရာကိုစေယုံတင်ပေးလိုက်ကြပါတယ်ဒီကိစ္စမှာစုကားစားလုပ်ခဲ့တာမမှားဖို့လို့ခါဇူကီပြောလာပါသေးတယ်
အဲ့ဒီညနေအထိခါဆူကီအလုပ်လုပ်နေခဲ့ပြီးအလုပ်စင်းချိန်မှာတော့အိုင်ရာစီသွားခဲ့ပါတယ်အိုင်ရာနိုးလာချိန်မှာသူမကတင်ပေးမှာစူကားစားကိုတွေ့လိုက်ရပြီးဆရာအောင်ကလည်းစူကားစားက2ရက်လုံးဒီမှာလာဆောင်နေကြောင်းပြောပြလာပါတယ်စူကားစားလည်းနိုးလာခဲ့ပြီးအိုင်ရာကရှိုတာနဲ့မာစီယာတို့အကြောင်းမေးလာခဲ့ပါတယ်စူကားစားလည်းအားလုံးအဆင်ပြေသွားပါပြီလို့ပေါ့ပါပြောလာပြီးအိုင်ရာကတော့စူကားစားအဆင်ပြေရဲ့လားလို့မေးလာပါတယ်အဲတုန်းကစူကားစားကမာစီယာကိုတနက်နဲ့မပြည့်ချင်ခဲ့ပါဘူးစူကားစားကတော့သူမနဲ့စကားအေးဆေးပြောလာတဲ့အပြင်ပြုံးတော့ပြုံးနိုင်ပါသေးတယ်အိုင်ရာလည်းစူကားစားဘာလို့ပြုံးနေနိုင်တာလဲနားမလဲပါဘူးနောက်နေ့မှာတော့အိုင်ရာတယောက်ရုံးပြန်တက်ပြီးဖြစ်ပြီးသူမဆက်တွေကိုပြန်ပြေးနေတော့မလို့အပြင်ထွက်ပြီးအလုပ်လုပ်လို့တော့မရသေးပါဘူးဌာနဘုတ်အတွက်လက်ဖေးဖြော်ပေးနေတော့စူကားစားကိုဟန်နာတာကအပြင်သွားပြီးတောက်ကြရအောင်လို့ခေါ်နေတာကြားလိုက်ရပါတယ်အိုင်ရာပရိုဂရမ်လာစစ်ချိန်မှာသူမအယုံတစ်ခုလုံးကစူကားစားစီမှာပဲရှိနေတယ်လို့မီချီယိုနဲ့မီလူတို့ကပြောပြလိုက်ပါတယ်မီလူတယောက်စူကားစားကိုလိုက်ဖို့ကူညီပေးမယ်လို့ပြောလာပြီးစူကားစားအကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်စူကားစားတယောက်အလို့အားချိန်မှာစာအုပ်တအုပ်ဖတ်နေတာကိုတစ်ဖက်တိုက်ပေါ်ကနေလှမ်းကြည့်နေပြီးစူကားစားဖတ်နေတာသူမရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ဖြစ်ကြောင်းအိုင်ရာပြောပြလာပါတယ်မီတို့လည်းအဲ့လိုအရေးကြီးတဲ့စာအုပ်ကိုလွယ်လွယ်နဲ့မပေးရဘူးလေလို့အိုင်ရာကိုပြောလာပြီးအိုင်ရာကတော့စူကားစားဖတ်လည်းအဆင်ပြေတယ်လို့ထင်မိပါတယ်အဲ့ဒီရုံငန်းဘက်ကနေတခုခုနဲ့လှမ်းပစ်ခံလိုက်ရပြီးမီတို့ဆက်ချောင်းလို့မရတော့သလိုရုံငန်းထဲကရှယ်ရီကလည်းသူမတို့ဌာနကိုမှောင်ခိုသမားတွေလက်စားချေခြင်းလို့လာချောင်းနေကြတာများလားလို့ထင်လိုက်ပါတယ်အိုင်ရာနဲ့မီတို့တွေစူကားစားနေလက်စာစားချိန်ညဘက်ဘာမှခါဆူကီတို့နဲ့အတူသွားတော့ကြချိန်အထိလိုက်ချောင်းကြပြီးရေချိုးနေချိန်မှာလည်းအတူတူဝင်ပြီးစူကားစားညီလေးအရွယ်စားကိုလည်းတေချာမှတ်ထားလိုက်ပါတယ်စူကားစားကတော့ကြောက်ပါကြောက်သွားရပြီးမီတို့ကိုတော့ရှယ်ရီကပြန်ခေါ်သွားပါပြီမီချီရူလည်းအိုင်ရာဘာလို့စူကားစားအကြောင်းသိကျင်တာလဲလို့မေးလာပြီးအိုင်ရာကတော့စူကားစားကမာစီယာကိုတနက်နဲ့ပြစ်ခဲ့ပြီးတာတော့ဘာလို့ပြုံးနေနိုင်တာလဲဆိုတာကိုသိကျင်တာကြောင့်ပါစူကားစားတို့လိုလူသားတွေစီမှာမှတ်ညံတွေကိုဖျောက်ပစ်လိုက်လို့ရတဲ့စနစ်များပါနေတာလားလို့အိုင်ရာထင်မိပေမဲ့တခါမှလည်းမကြားဘူးပါဘူးမီချီရူလည်းစူကားစားကမာစီယာကိုပြစ်ခဲ့ရတာကြောင့်ရှိုတာစီသွားပြီးတောင်းပန်ခဲ့ကြောင်းပြောပြလာပါတယ်ရှိုတာကိုစူကားစားသွားနေခဲ့တဲ့နေ့တုန်းကရှိုတာကခလေးဆောက်ချောက်ရဲ့အဖွဲစီသွားရတော့မှာပါမာစီယာကိုထိသိမ်းသွားကြပြီမလို့ရှိုတာကိုပေးထားတဲ့ဂတိမတီနိုင်ခဲ့တာကြောင့်တောင်းပန်ခဲ့ပါတယ်စူကားစားကအကိစ္စကိုမေးချင်လို့ပျော်နေတာလည်းဖြစ်နိုင်တယ်လို့မီချီရူပြောလာပါတယ်အဲ့ဒီညနေမှာအိုင်ရာတယောက်စစ်ဆေးချက်တွေအကုန်ပြီးသွားပြီမလို့ခါဆူကီကသူမအလုပ်ပြန်လုပ်လို့ရပြီဖြစ်ကြောင်းပြောလာပါတယ်အိုင်ရာတယောက်အိမ်ပြန်လာချိန်မှာစူကားစားပြန်မလာသေးပါဘူးသူမအိမ်ရဲ့နေရာနှန်းကိုရှောက်သွားကြည့်နေပြီးစူကားစားကိုလည်းမတွေ့ရတာကြောင့်သူတို့ရုံငန်းထဲမှာတွားကြည့်ခဲ့ပါတယ်အဲ့ဒီစူကားစားကိုခါဆူကီကအိုင်ရာရဲ့အချိန်ပြီးတော့မဲ့အကြောင်းပြောနေခဲ့ပါတယ်အိုင်ရာကနောက်ထပ်တစ်လကျော်လောက်သာနေရတော့မယ်ဆိုတဲ့အကြောင်းပြောပြလာပြီးစူကားစားလည်းအံ့ဩသွားရပါတယ်ခါဆူကီကတော့စူကားစားကိုမပြောပြခဲ့တဲ့အတွက်တောင်းပန်လာခဲ့ပြီးနောက်ထပ်စက်ရုပ်လက်တွဲပေါ်တယောက်ရှာပေးရမလားလို့မေးလာပါတယ်ဒါကိုကြတော့အိုင်ရာတယောက်ထပ်နားမထောင်တော့ပဲထွက်သွားဖို့အလုပ်မှာစူကားစားကအိုင်ရာနဲ့အလုပ်တူတူဆက်လုပ်သွားမယ်လို့ပြောလာခဲ့ပါတယ်အိုင်ရာလည်းပြောသွားခဲ့ပြီးပြုံးနေမိပါတယ်အဲ့ဒီညမှာစူကားစားအိမ်ပြန်ရောက်တော့အိုင်ရာကြိုဆိုလာခဲ့ပြီးစူကားစားကိုပြုံးပြလာခဲ့ပါတယ်စူကားစားရဲ့အဝတ်အစားတွေကိုအိုင်ရာရှော့ဖို့အချောက်လမ်းပေးနေပြီးစူကားစားလည်းနည်းနည်းအံ့ဩသွားရပါတယ်ဒါအပြင်သူ့အတွင်းခံတွေကိုပါရှော့ပေးနေတာတွေ့လိုက်ရတော့လမ်းပြန်သွားရပြီးအတင်းပြန်ဆွဲလို့ရပါပြီအိုင်ရာကတော့လွတ်မပေးပဲဒါတွေကသူမလုပ်ရမယ့်အလုပ်တွေပဲဆိုပြီးပြန်လူလာပါတယ်ဒါပေမဲ့စူကားစားကပဲအတွင်းခံကိုပြန်ဆွဲယူလိုက်နိုင်ပြီးသူ့အတွင်းခံတွေအားလုံးကိုအပေါ်ထက်တင်လာလိုက်ပါတယ်အဲ့ဒီမနက်မှာတော့စူကားစားတယောက်သူအိုင်ရာကိုဒိတ်လို့ဖို့သွားပြောမယ်လို့ပြောလာပါတယ်ဌာနထဲကယောက်ျားသားတွေလည်းစူကားစားကိုဟိုတခါကဒိတ်လို့မဖြစ်စေနဲ့လို့ပြောလာကြပြီးဟန်နာတာတယောက်တည်းကသာသူ့ဘက်ကရက်တီပေးလာပါတယ်စူကားစားနဲ့ဆုံးဖြတ်ထားပြီးပြီမလို့အိုင်ရာကိုပြောပြအောင်ပြောမှာပါသူရုံးခန်းထဲဝင်လာချိန်အိုင်ရာတယောက်သူ့စပွဲကိုတန်ချင်းလုပ်ပေးနေပြီးစူကားစားနဲ့အံ့ဩနေရပါတယ်သူ့စပွဲပေါ်တင်ခဲ့တဲ့စာရွက်ရော်လို့မိလိုက်တော့အိုင်ရာလည်းသူမစူကားစားကိုဒုက္ခရောက်လုံးပြီးဆိုပြီးအပိုင်ပုံးနဲ့ပြန်ရှာပေးလာပါတယ်စူကားစားကတော့စာရွက်တွေကအရေးမကြီးသလိုအိုင်ရာသူ့ကိုအခုလိုလုပ်ပေးနေစရာလည်းမလိုပါဘူးအဲ့နောက်မှာတော့သူတို့တွေစက်ရုပ်တွေလိုက်သိမ်းကြပြီးပြန်လာကြပါတယ်ဒီအချိန်ကချိန်ရွေးချိန်ကြောင်းပြောဖို့အချိန်ကောင်းမဲ့မလို့စူကားစားပြောဖို့ပြင်လိုက်ပေမဲ့အိုင်ရာကသူမအရေးကြီးကိစ္စပြောဖို့ရှိကြောင်းပြောလာပါတယ်အဲ့ဒါကတော့သူမအပြန်လန်းကိုမမှတ်မိတော့တာပါဒါကိုကြတော့စူကားစားလည်းဖွင့်ပြောမဲ့ကိစ္စကိုနောက်ရွှေ့လိုက်ရပြီး GPS ဖွင့်ပြီးတော့ဒါပြန်ကြရပါတယ်စူကားစားတယောက်အခုထိဖွင့်မပြောသေးတာကိုကြတော့ဟာနာတာလည်းအားမလို့အားမရဖြစ်သွားပါတယ်ယောက်ျားလေးပြတွန့်ဆုံမနေပဲတခါတည်းရှေ့ဆက်တိုးသွားဖို့ပြောလာပါတယ်ဒီလိုအချိန်မျိုးမှာတော့ဟာနာတာရဲ့စကားကိုနားထောင်ဖို့ကြီးနေကြတဲ့ brother တို့ကိုလည်းပြောချင်ပါတယ်စူကားစားလည်းဟာနာတာရဲ့စကားကြောင့်အိုင်ရာစီသွားပြီးသူနဲ့အတူထိပ်ပေးပါလို့တောင်းဆိုလိုက်ပါတယ်အိုင်ရာဆဆချင်းတော့ကြောင်းသွားပေမဲ့ကောင်းပြီလေဆိုပြီးသဘောတူလာပါတယ်စူကားစားတယောက်အငင်းခံရမယ်လို့ထင်တာပေမဲ့အိုင်ရာကတကယ်ကြီးလက်ခံလိုက်တာကြောင့်အပျော်ကြီးပျော်သွားရပါတယ်သူတို့နှစ်ယောက်တွဲနေတာကိုသိသွားတဲ့ခါဆူကီကလည်းစူကားစားကိုအလုံးမနဲ့အာယုံရှိဖို့သတိပေးသွားပြီးအဲ့ဒီကစားလို့စူကားစားလည်းအလုံးချိုးသားပါတော့တယ်အိုင်ရာလည်းသူမရဲ့လှုပ်ရှားမှုတွေကိုလေ့ကျင့်နေခဲ့ပြီးစူကားစားအလုပ်ကြိုးစားလို့နေတဲ့စားတော့ကောင်းကောင်းမစားအားတာကိုမီချီရိုတွေ့လိုက်ရပါတယ်မီချီရိုဒီအကြောင်းကိုဇက်စီပြောပြလာတော့ဇက်ကလည်းမကျေနပ်ရင်သူမကိုယ်တိုင်သွားချက်ပေးလိုက်ဖို့ပြောလိုက်ပါတယ်အဲ့ဒီညမှာအိုင်ရာတယောက်မီချီရိုရဲ့အခန်းထဲရောက်နေပြီးမီရုကလည်းသူမတို့နဲ့အတူလာဆွေးနွေးပါတယ်ဒိမ့်မဲ့နေရာကိုအိုင်ရာကယူရမှာမလို့မီချီရိုကတော့ကန်းကြီးကကောင်းတယ်လို့အကြံပေးလာပါတယ်ကန်းကြီးကပြန်လာရင်တော့ဘာညာဆက်လုပ်လို့ရတယ်လို့ပြောလာတော့အိုင်ရာကတော်တော်ရိုဘတ်တစ်ဆန်တာပဲလို့ပြောလာပါတယ်အိုင်ရာလည်းသူမသွားချင်တဲ့နေရာကိုစဉ်းစားကြည့်တော့ဟိုတ
တခါသူတို့နှစ်ယောက်အတူသွားကြတဲ့ကစားကွင်းကိုပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အန်နီရောက်လေဖို့အင်ကြီးအသစ်မရှိတာကြောင့်အိုင်ရာစဉ်းစားလိုက်မိချိန်မှာစုကားစားဝယ်ပေးခဲ့တဲ့ပြဲသွားခဲ့တဲ့အင်ကြီးလေးကိုသတိကျလိုက်ပါတယ်။မီချီရူကအင်ကြီးကိုပြန်ပြင်ပေးမယ်လို့ပြောလာပြီးအိုင်ရာလည်းသူမစီပဲအပ်ထားလိုက်ပါတယ်။နောက်နေ့မှာတော့အိုင်ရာနဲ့စုကားစားတို့နှစ်ယောက်ကစားကွင်းကိုရောက်လာကြပါပြီ။သူမအရင်ကအမြဲထိုင်နေတဲ့နေရာလေးမှာပဲထိုင်လိုက်ပြီးဒီကစားကွင်းကိုခီစာကီနဲ့ခဏလာခဲ့ပူပါတယ်။ဟိုတကာကစုကားစားကိုလည်းတယောက်တည်းထားခဲ့ရတာမလို့ပြန်ရော်ပေးတဲ့အနေနဲ့ဒီနေရာကိုရွေးလိုက်တာပါ။ဒီကစားကွင်းကဟာတွေကိုစော့ဘူးလားလို့စုကားစားမေးလာတော့အိုင်ရာတခါမှမစော့ဘူးလို့ပြန်ပြောလာပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်လုံးကစားကွင်းထဲမှာတနေကုန်ပတ်စော့လိုက်ကြပြီးညနေခင်းအချိန်မှာအခြားရဟန်းလာစီကြပါတယ်။စုကားစားကအိုင်ရာကိုပျော်စေခြင်းပြီးအိုင်ရာပျော်နေတာတွေ့လို့ဝမ်းသာနေတော့သူကတော့မိလဲသွားပါတယ်။အကြောင်းကတော့ဒီတလောကောင်းကောင်းမစားလို့အားနေသွားတာဖြစ်ပြီးမီချီရိုတယောက်ဆန်မြုပ်လာဖို့ပေးခြင်းပေမဲ့သူမကအရန်ဂယုဆိုင်နေတဲ့ပုံပေါ်သွားမှဆိုတာကြောင့်ဆန်မြုပ်ကိုပြန်ယူသွားပါတယ်။အထဲမှာတော့စုကားစားတယောက်ပြန်လို့လာပြီးဖြစ်ပြီးအိုင်ရာနဲ့အတူကစားဝင်းကိုနောက်တစ်ခါသွားလဲကြမယ်လို့တော့ခရီးတွေလုပ်နေကြပါတယ်။စုကားစားတဲ့အိုင်ရာတို့တွေအိမ်တိန်ကဆက်ရုပ်ကိုသွားသိမ်းကြချိန်မှာအိမ်ကအဖွားကကြီးကြီးတသာပဲလက်ခံလာပါတယ်။ဒါအပြင်တော်ရုံလူဆိုဒီပုံစံနဲ့ဆက်ရုပ်တွေကိုထပ်မသုံးကြတော့ပေမဲ့အဖွားကတော့ဒီကောင်မလေးကိုပဲထပ်သုံးမယ်လို့ပြောလာပါတယ်။ကောင်မလေးမှာမှတ်ဉာဏ်တွေမရှိတော့ပဲအပြုံးမူတွေမတူတော့ရင်တော့သူမအတွက်အဆင်ပြေပါတယ်။ဒါကိုကြားလိုက်ရတဲ့စုကားစားတယောက်အတွေးများသွားရပါတယ်။အဲ့လိုကအဆင်ပြေရလားလို့တွေးနေမိသလိုမှတ်ဉာဏ်တွေမရှိတော့တဲ့ဆက်ရုပ်တရုပ်ကသူလှုပ်ဖူးတဲ့အရာတွေပြန်လို့ရင်မှတ်ဉာဏ်တွေပြန်ရလာနိုင်မလားလို့ပဲတွေးမိပါတယ်။ဒါကြောင့်ယုံတဲ့ကသူတွေအကုန်လုံးကိုဆက်ရုပ်တွေရဲ့မှတ်ဉာဏ်တွေကိုဖျက်ပြေးရင်တော့မှတ်ဉာဏ်ပြန်ရနိုင်သေးလားလို့လိုက်မေးနေပါတယ်။သူပြန်ရလိုက်တဲ့အဖြေကတော့မရနိုင်ဘူးဆိုတာပါပဲ။ဒီနေ့မှာတော့စုကားစားနဲ့အိုင်ရာတို့တွေအခြားဌာနကအဖွဲနဲ့ထွက်ပြေးနေကြတဲ့အတွေ့အကြုံကိုလိုက်ဖမ်းရမှာပါ။သူတို့နဲ့အလုပ်တွဲလုပ်မဲ့သူကအန်ဒီလို့အမိရတဲ့စိတ်ယုံမလေးဖြစ်ပြီးသူမပါတနာကတော့လိုက်မလာပါဘူး။သူတို့အောက်ထပ်ရောက်ချိန်မှာမီလူတယောက်အပြင်ကနေဝင်လာပြီးအန်ဒီကိုတွေ့တာနဲ့ချက်ချင်းဆိုသူတို့ပြေးဖက်ပြီးပေါက်စီတွေကိုအားရပါရဆုံးနေတာပါတယ်။မီလူတယောက်ပါတခြားအချခံလိုက်ရပြီးမီလူကတော့နည်းနည်းမှစိတ်မဆိုးပါဘူး။အန်ဒီကိုအိုလီဗာလို့ခေါ်လာပြီးထပ်စားဖို့လုပ်လာချိန်မှာအန်ဒီတယောက်သူမကအိုလီဗာမဟုတ်ကြောင်ပြောလာပါတယ်။ဒါကိုကြတော့မီလူလည်းအိုလီဗာရဲ့မှတ်ဉာဏ်တွေကဖျောက်ကန်လိုက်ရပြီဆိုတာသိလိုက်ပြီးသူမလူမတော်လာပါလို့ပြန်ပြောလာပါတယ်။စုကားစားတို့၃ယောက်ထွက်ပြေးနေကြတဲ့အတွဲကိုရှာတွေ့သွားကြပြီးအိုင်ရာတယောက်ချော်လဲသွားတာကြောင့်အဲအတွဲတွေကိုအန်ဒီပဲဂျုံပေးလိုက်ရပါတယ်။စုကားစားတို့လည်းအနောက်ကနေရောက်လာကြပြီးကောင်မလေးကတော့သူမကောင်လေးကိုပြန်မပေးချင်ပါဘူး။ဒါပေမဲ့ထွက်ပြေးလို့လည်းမရတော့သလိုသူမကောင်လေးကလည်းထွက်မပြေးချင်တော့ဘူးမလို့သဘောတူစာချုပ်မှာလက်မှတ်ထိုးပေးလိုက်ရပြီးသူမကောင်လေးမှတ်ဉာဏ်တွေအဖြတ်ခံလိုက်ရတာကိုဒီတိုင်းသာထိုင်ကြည့်နေရပါတယ်။စုကားစားကတော့အဲ့လိုအတွဲတွေကိုမြင်ရင်သူနဲ့အိုင်ရာတို့အကြောင်းစဉ်းစားမိတာမလို့အိုင်ရာကိုမှတ်ဉာဏ်တွေမပြအောင်ဘယ်လိုလုပ်ရမလဲစဉ်းစားနေပါတယ်။နင်းနဲ့စာစားချိန်မှာမီလူတယောက်သူမနဲ့အန်ဒီနဲ့အဆင်ပြေနေတယ်ဆိုတဲ့အကြောင်းပြောပြနေပြီးစုကားစားလည်းမီလူကဘယ်လိုများအန်ဒီနဲ့အိုလီဗာကိုအတူတူဆက်ဆက်နိုင်နေလဲဆိုတာနားမလည်ပါဘူး။အဲ့ဒီညမှာတော့စုကားစားတယောက်အတွေ့အများပြီးအေးအေးပြတ်တဲ့ညဖြစ်သွားပါတယ်။နောက်နေ့မှာတော့သူတို့ရုံကိုအိုလီဗာကကုတ်ကီးတွေပို့ပေးလာခဲ့ပြီးမီလူကလည်းစုကားစားကိုအရေးတကြီးလာခေါ်ပါတယ်။အကြောင်းကတော့သူຫນွေဦးပွဲတော်အကြောင်းအန်ဒီကိုပြောပြလိုက်မိပြီးအန်ဒီကຫນွေဦးပွဲတော်ကိုတွားကျင်တယ်လို့ပြောလာလို့ပါပဲ။အဲ့ຫນွေဦးပွဲတော်ကိုအရင်ကအိုလီဗာနဲ့လည်းတွားခဲ့ပူတာမလို့သူမအိုလီဗာနဲ့အန်ဒီတို့ရဲ့အမှတ်တရတွေကိုမရောသွားစေချင်ပါဘူး။ဒါကြောင့်ဂျားတဲ့ကနေအရှုပ်ထုတ်လာလုပ်ပေးဖို့စုကားစားကိုတောင်းဆိုလာပြီးစုကားစားလည်းသူမတို့နှစ်ယောက်ကိုကြည့်ပြီးအန်ဒီမှညံ့တွေပြန်ရနိုင်ခြေရှိမလားသုံးသပ်ကြည့်ပါလို့မီလူကိုပြောလာပါတယ်။စုကားစားမီလူနဲ့တိုင်ပင်ပြီးတဲ့နောက်မှာတော့ຫນွေဦးပွဲတော်ကိုတွားမဲ့အကြောင်းအိုင်ရာကိုပြောလာပါတယ်။သူမီလူတို့နှစ်ယောက်ရဲ့အခြေအနေကိုသိချာသိကျင်တာမလို့သူမတို့နှစ်ယောက်နောက်ကပဲလိုက်မှာပါအိုင်ရာကသူမပါလိုက်မယ်လို့ပြောလာပြီးစုကားစားလည်းအိုင်ရာတကယ်လိုက်ကျင်နေမှတွေ့လိုက်ရတာကြောင့်သူမကိုပါခေါ်လာလိုက်ခဲ့ပါတယ်။ຫນွေဦးပွဲတော်မှာတော့အန်ဒီတယောက်နေရာတိုင်းကိုလိုက်ပတ်ကြည့်နေပြီးစုကားစားကတော့သူမတို့နှစ်ယောက်ရဲ့ဓပုတ်စရာဖြစ်နေပါပြီ။အိုင်ရာကတော့စုကားစားသူမကိုခယူးမဆိုင်ပဲမီလူတို့နောက်ပဲလိုက်နေလို့စိတ်ကောက်နေပါတယ်။ဒါကိုလည်းစုကားစားတို့နဲ့လက်ဘဲတုံးကနားမလဲပဲအန်ဒီတို့နောက်တစ်ခေါက်လိုက်သွားပါတယ်။အိုင်ရာတယောက်စုကားစားရဲ့လက်ကိုလှမ်းကိုင်ချင်လိုက်ခြင်းပဲစုကားစားနဲ့လူချင်းကွဲသွားပြီးစုကားစားကတော့အန်ဒီတို့နောက်ကိုပါသွားပါတယ်။အန်ဒီကသူမအိုလီဗာဖြစ်တုန်းကမှတ်ဉာဏ်တွေမရှိတော့သလိုအရင်ကအကြိုက်တွေနဲ့အခုအကြိုက်တွေလည်းမတူတော့ပါဘူး။ဒါကိုကြည့်ပြီးစက်ရုပ်ကမှတ်ဉာဏ်တွေပြန်မရနိုင်တော့ပဲစုကားစားသဘောပေါက်လိုက်ပါပြီ။မီလူလည်းလက်ရှိအချိန်ကိုသာတန်ဖိုးထားဖို့ပြောလာပြီးသူမလည်းနောက်ဆိုအန်ဒီနဲ့မတူညီတဲ့နေရာတွေကိုပဲသွားတော့မှာပါ။ဒါမှသာအန်ဒီရောအိုလီဗာရောအတွက်တရားမျှတမှုရှိပဲလို့သူမထင်ပါတယ်။လက်ရှိအချိန်ကိုတန်ဖိုးထားဖို့အကြောင်းပြောတော့စုကားစားတယောက်အိုင်ရာသူတို့နားမှာမရှိတာကိုသတိထားမိသွားပြီးအိုင်ရာကိုအတန်းလိုက်ရှာပါတယ်။ဒီလိုကောင်မျိုးကရီးစားအဖြစ်မထားတဲ့သုံးတဲ့မှာနံပါတ်1နေရာကရက်တည်နေပါတယ်။အိုင်ရာကတော့မိဘဖောက်နေတဲ့အတန်းတွေကိုကြောက်တာကြောင့်လူရှင်းတဲ့နေရာမှာနားတွေအုပ်ထားပြီးစုကားစားလာရှာမှာကိုစောင့်နေပါတယ်။စုကားစားလည်းအိုင်ရာကိုရှာတွေ့သွားတော့အိုင်ရာလည်းသူမကိုလာရှာပြီးလို့ဝမ်းသာသွားပါတယ်။စုကားစားသာသူမကြောင့်စိတ်ညစ်နေရတဲ့ဆိုသူမတို့ပါတနာအဖြစ်ကနေရက်ဆိုင်ကြရအောင်လို့အိုင်ရာပြောလာပြီးစုကားစားလည်းချက်ချင်းဆိုသူလိုပဲအိုင်ရာကိုဖတ်လိုက်ပြီးသူအိုင်ရာနဲ့ပဲပါတနာဖြစ်ကျင်တယ်လို့ပြောလာပါတယ်။ဘာကြောင့်လဲဆိုတော့သူအိုင်ရာကိုချစ်နေလို့ပဲလို့ပြောလိုက်ပြီးချောင်းကြည့်နေကြတဲ့နှစ်ယောက်လည်းစိတ်လှုပ်ရှားနေကြပါပြီ။ဖြစ်ကျင်တော့အိုင်ရာတယောက်စုကားစားကိုဘလို့ပြန်ပြောရမယ်မသိတော့ပဲသူမမလုံနိုင်ဘူးဆိုပြီးညင်းလိုက်ပါတယ်။
စုကားစားတယောက်နောက်နေ့ရုံတက်ချိန်မှာတော့စော်ငင်းခံလိုက်ရလို့အလုံးတော်လုံးချိန်သိမရှိတဲ့ရုပ်ဖြစ်နေပြီးဟန်နာတာနဲ့စုကားစားစိတ်ပြောင်းသွားအောင်16ယောက်စုကြည့်စာအုပ်လေးတွေကိုပြလိုက်ပေမဲ့အသုံးမဝင်ပါဘူး။ပေါက်ခွေရတွေလုံနေတဲ့ဟန်နာတာကိုရှယ်ရီပြန်ခေါ်သွားပြီးမီချီရူကတော့အခုမှစုကားစားတယောက်အိုင်ရာကိုဖွင့်ပြောလိုက်မှသိရတာပါ။စုကားစားအငင်းခံလိုက်ရကြောင်းကြတော့ယုံတော့မယုံနိုင်သွားပါဘူး။မီချီရူအိုင်ရာနဲ့စကားပြောကြည့်တာပြီးစုကားစားကိုတကယ်မကြိုက်လို့ညင်လိုက်တာလားလို့မေးလာပါတယ်။အိုင်ရာကတကယ်တော့စုကားစားကိုမကြိုက်လို့ညင်လိုက်တာမဟုတ်ပဲ။အဲ့ချိန်ဘာပြန်ပြောရမှန်းမသိတော့ပြောမိပြောလိုက်ပြီးတာပါ။အခုတော့စုကားစားနဲ့မျက်နှာချင်းဆိုင်ရမှာတမျိုးကြီးဖြစ်နေပြီးရီးစားစကားပထမဆုံးအပြောခံရဘူးတာမလို့သူမရင်ထဲနဲ့တမျိုးကြီးဖြစ်နေပါတယ်အဲ့ဒီညတော့ကစုကားစားကသူမကိုလူတွေကြားထဲထားခဲ့ပေမဲ့မရရအောင်ပြန်ချခဲ့တဲ့အပြင်လက်ကိုလည်းကင်ခဲ့ပြီးဖက်လဲဖက်ခဲ့ပါသေးတယ်အဲ့ဒါပြီးတဲ့နောက်မှာတော့သူနဲ့အတီတွဲပေးဖို့ဖွင့်ပြောလာတာပါအိုင်ရာအခုချိန်မှာတော့ဘာမှမစင်စားတတ်တော့တာမလို့မီချီရူလည်းအချိန်ခဏလောက်စိတ်အေးအေးနဲ့စဉ်းစားနိုင်အောင်စုကားစားနဲ့ခွဲနေလိုက်ဖို့ပြောလာပါတယ်အလုပ်လုပ်ဖို့သွားနေတဲ့ခါဇူကီတယောက်သူမပါတနာကောစတန်ပြောမှာပဲစုကားစားအိုင်ရာကိုဖွင့်ပြောလိုက်တဲ့အကြောင်းကြားလိုက်ရပါတယ်ဒါပေမဲ့အိုင်ရာညင်လိုက်မယ်ဆိုတော့တကယ်မထင်သားပါဘူးအဲ့ဒီညမှာတော့စုကားစားတယောက်မီချီရူတို့အခန်းထဲရောက်လာပြီးဇက်နဲ့အတူအခန်းမနေဖို့ဖြစ်လာရပါတယ်မီချီရူကပဲချက်ပြုတ်ပေးလာပြီးအငင်းခံလိုက်ရတာလေးနဲ့ထမင်းမစားပဲမနေဖို့ပြောလာပါတယ်အခုကအလုံးမှာရှိနေတာဖြစ်ပြီးအလုံးနဲ့ကိုရေးကိုတာကိုခွတ်တက်ဖို့စုကားစားကိုတတိပေးလာပါတယ်စုကားစားလည်းမီချီရူကိုတောင်းပန်လာခဲ့ပြီးမီချီရူကတော့ဒီအလုပ်ကိုခါဇူကီကြောင့်ရွေးခဲ့တာဖြစ်ပြီးဒီအလုပ်ကိုလည်းသဘောကျပါတယ်ဒါကြောင့်သူမသဘောကျတဲ့အလုပ်ကိုလာပြီးပေါ့ပြပြမလုပ်ဖို့ဆုံးမလာပါတယ်နောက်နေ့မနက်မှာတော့မီချီရူတယောက်စပွဲပေါ်မှာပဲအိပ်ပျော်သွားခဲ့ပြီးစုကားစားကလာနိုးပါတယ်မီချီရူလည်းသူမအိပ်နေတာကိုစုကားစားတွေ့သွားလို့ရှက်နေပြီးအလုပ်လည်းနောက်ကျနေပါပြီတပတ်အခန်းကထွက်လာတဲ့အိုင်ရာကကြားသွားပြီးသူမတို့နှစ်ယောက်ကိုအတူတူအိပ်ကြတယ်လို့အထင်လွဲသွားပါတော့တယ်အဲ့ဒီနေ့လည်းမှာသူတို့နှစ်ယောက်အိုင်ရာကိုပြန်ရှင်းပြလိုက်ကြပြီးအိုင်ရာလည်းသူမအထင်လွဲခဲ့ပြီလို့တောင်းပန်လာပါတယ်စုကားစားကိုအဲ့ဒီညကညင်းခဲ့မိတာကတေချာမစင်းစားပဲပြောခဲ့မိတဲ့စကားမလို့သူမကိုတေချာစဉ်းစားဖို့အချိန်ပေးပါလို့အိုင်ရာပြောလာပါတယ်စုကားစားနဲ့သဘောတူလာပြီးအနောက်ပိုင်းမှာတော့စုကားစားတယောက်ပုံမှန်ပြန်ဖြစ်သွားပါတယ်ဒါပေမဲ့မီချီရူကတော့အဲ့လိုမျိုးအချိန်ဆွဲတာကစဉ်းစားချိန်အများကြီးရသွားတာမလို့ညင်နိုင်ညီပို့ရှိတာသိပါတယ်ဒါကြောင့်အဲ့ဒီညမှာအိုင်ရာနဲ့စုကားစားအကြောင်းကိုတေချာစကားပြောကြည့်လိုက်တော့အိုင်ရာကစုကားစားကိုချိမိနေပြီဆိုတဲ့အကြောင်းကြားလိုက်ရပါတယ်ဒါပေမဲ့အိုင်ရာကစုကားစားကိုညင်းမှာပါအကြောင်းကတော့သူမကအချိန်ပြေးတော့မှာဖြစ်ပြီးစုကားစားနဲ့သာတွေ့လိုက်ရင်စုကားစားနာကျင်ရမှာမလို့ပါဒါကိုကြတော့မီချီရူကလည်းလက်မခံပါဘူးအချင်းချင်းကြိုက်ရကြရင်ပြီးရောဖြစ်ပြီးရှိနေတဲ့အချိန်မှာအတူတူဖြတ်တန်းဖို့ပြောလာပါတယ်စုကားစားအခန်းထဲပြန်ရောက်တော့ခါဇူကီကိုတွေ့လိုက်ရပြီးအိုင်ရာလည်းအခန်းထဲဝင်လာပါတယ်ခါဇူကီကသူတို့နှစ်ယောက်လုံးကိုခေါ်လာတာဖြစ်ပြီးပြောစရာလည်းရှိနေပါတယ်အဲ့ဒါကတော့သူတို့ကိုပါတနာအဖြစ်ကနေရက်ဆိုင်လိုက်ပြီးဆိုတဲ့အကြောင်းပါပဲဘာလို့ဆက်လို့မရတော့တာလဲလို့လိုင်းမိလိုက်ချိန်မှာတော့လုတ်ပေါ်ခိုင်ဘက်အချင်းချင်းတွဲခွင့်မရှိဘူးဆိုပြီးခါဇူကီပြန်ပြေးလာပါတယ်စုကားစားကလက်မခံပေမဲ့အိုင်ရာကတော့အေးဆေးပဲသဘောတူလာပြီးခါဇူကီနဲ့အတူနေဖို့ခါဇူကီအခန်းထဲတော့လိုက်လာပါတယ်ခါဇူကီကတော့ဒီညကိုအိုင်ရာနဲ့မျက်နှာချင်းမဆိုင်နိုင်တာကြောင့်အမောက်တော့ဖို့ဆုံးဖြတ်လိုက်ပါပြီခါဇူကီတယောက်ရှိသမျှဘူးတွေကုံသွားချိန်မှာအိပ်ပျော်သွားခဲ့ပြီးပြန်နိုးလာချိန်မှာတော့တခါလုံးရှုပ်ပွားနေတော့တာပါပဲအိုင်ရာလည်းမျက်နှာတခုလုံးပုံစဲခံထားရပြီးခါဇူကီတယောက်အားနာသွားရပါတယ်စုကားစားကတော့ရုံးကိုရောက်လာတာနဲ့လုတ်ပေါ်ကိုင်ဘက်အချင်းချင်းတွဲခွင့်မရှိဘူးဆိုတာတကယ်လားလို့တရုံးလုံးကလူတွေကိုလိုက်မေးနေပါတယ်ရုံးကလူတွေလည်းအဲ့လိုစီမင်းမျိုးတစ်ခါမှမကြားဘူးလို့ပြောလာပြီးမီချီရူကတော့ခါဇူကီကအရင်ဌာနမှာတော့ကအဲ့လိုဇလန်းတွေရှိခဲ့တာမလို့အခုစုကားစားကိုလိုက်ပေးနေတာဖြစ်မယ်လို့ပြောလာပါတယ်အရင်ဌာနကဘာဇလန်းလဲလို့စုကားစားမေးလာပေမဲ့မီချီရူကရှယ်ရီလောက်အထိကြမသိပါဘူးရှယ်ရီကတော့မပြောပြဖို့ဆုံးဖြတ်ထားပြီးအဲ့အချိန်ခါဇူကီနဲ့အိုင်ရာတို့လည်းရောက်လာကြပါပြီဒါပေမဲ့သူတို့ကိုအိုင်ရာကမျက်လုံးချင်းအောင်စုံအောင်မကြည့်လာတာမလို့စုကားစားလည်းဘာမှမလုပ်တတ်တော့ပါဘူးဒါကြောင့်ခါဇူကီစီသွားပြီးအိုင်ရာရဲ့တွဲဖက်ပြန်ဖြစ်ဖို့ဘယ်လိုလုပ်ရမလဲလို့သွားမိပါတယ်ခါဇူကီကတော့အိုင်ရာကိုတေချာလေးပညာပေးပြီးအမှန်တရားကိုပြသခြင်းလို့ဖြစ်ကြောင်းပြောပြလာပါတယ်ခါဇူကီနဲ့တွေ့ပြီးသွားတဲ့နောက်မှာမီချီရူသူ့စီရောက်လာပြီးခါဇူကီသားအိုင်ရာကိုပညာပေးတော့မယ်ဆိုတော်တော်ကြောက်ဖို့ကောင်းပါပဲလို့ပြောသွားပါတယ်အကြောင်းကတော့သူမလည်းတိတ်မကြသေးခင်တုန်းကပညာပေးခံထားရလို့ပါဒီနေ့ကတော့စုကားစားနဲ့ကွန်စတန်တို့တွေအလုပ်တူတွဲလုပ်ကြမှာဖြစ်ပြီးသူတို့နှစ်ယောက်အပြင်ကိုအတူတူထွက်လာကြပါတယ်ကွန်စတန်ကအလုပ်လုပ်တာသိတတ်ပြီးစုကားစားကတစ်ဖက်သူတွေရဲ့စိတ်ခံစားချက်တွေကိုထိန်းညှိပေးတဲ့တာကြောင့်အစဉ်ပြေပြေနဲ့ပဲပြီးသွားပါတယ်နေ့လယ်စာအတွက်သူတို့နှစ်ယောက်ဟမ်ဘာဂါဆိုင်ကိုသာဝင်လိုက်ကြပြီးသူတို့ဌာနခွဲတစ်ကအခြားဌာနတွေနဲ့မတူကြောင်ကွန်စတန်ကဆက်ရှင်းပြလာပါတယ်သူတို့ဌာနခွဲကအသုံးပြုသူတွေနဲ့စက်ရုပ်တွေကြားကခံစားချက်ကိုထိန်းချုပ်ပေးကြသလိုသူတို့ရဲ့ခံစားချက်ကိုလည်းထည့်သွင်းစဉ်းစားပေးကြတဲ့တခုတည်းသောဌာနချုပ်ပါဒါကိုအိုင်ရာကစတင်ခဲ့တာဖြစ်ပြီးခါဇူကီကလည်းဒီအချက်ကိုဌာနချုပ်စီပြန်တင်ပြခဲ့ပါတယ်ဌာနချုပ်ကတော့ဒီနေ့ကကုန်ကျစရိတ်ပိုများတာကြောင့်မလုပ်ခဲ့ပါဘူးအဲ့ဒီအိုင်ရာတယောက်သူမသွားသိရမယ်လူတွေနေတဲ့အိမ်ကိုရောက်လာပြီးအပေါဝါကအဆောက်တွေကအဝေမခံကြပါဘူးခါဇူကီလည်းအိုင်ရာကိုပညာပေးချင်တာကြောင့်ဒီတစ်ခါနည်းနည်းမှဝင်မကူဖို့ဆုံးဖြတ်ထားပြီးအိုင်ရာကိုပေးမဝင်ကြတဲ့အကောင့်တွေကိုတော့ဒေါသထွက်နေပါတယ်ဒါပေမဲ့နောက်ခဏမှာပဲအိုင်ရာတယောက်ဝင်ခွင့်ရသွားပြီးခါဇူကီလည်းအိုင်ရာနဲ့အတူအိမ်ထဲရောက်လာပါတယ်အိုင်ရာတို့ပြန်သိရမှာကတထဲကြီးတယောက်ရဲ့တက်တော်ဆောင်ဖြစ်ပြီးအဲ့တက်တော်ဆောင်မင်းကလေးကြောင့်သူရဲ့ဒီနှစ်တွေမှာအေးအေးဆေးနေခဲ့ရပါတယ်
ဒါကြောင့်မင်းကလေးရဲ့ကြံသေးတဲ့အချိန်တွေကိုပျော်ပျော်ရွှင်မဲ့ဖြတ်တန်းစေချင်တာမလို့အိုင်ရာတို့နဲ့အတူခေါ်သွားပြီးဖို့တထေးကြီးကတောင်းဆိုလာပါတယ်ဒါပေမဲ့အိုင်ရာကတော့တက်တော့ဆောင်မလေးနဲ့အတူတထေးကြီးပါအတူပျော်သိမ့်ပြီးချစ်ရတဲ့သူတွေကအမြဲတမ်းအတူရှိနေသင့်တယ်လို့ပြောလာပါတယ်တထေးကြီးတို့ကိုအတူတူအပြင်ခေါ်ထုတ်လာခဲ့ပြီးသူတို့နှစ်ယောက်ကိုအတူတူအပန်းဖြစ်စေခဲ့ပါတယ်အဲကပြန်လာတဲ့နောက်မှာတော့အိုင်ရာအခုဘာလို့ရမလဲသိပြီးလားလို့ခါဇူကီမေးလာပါတယ်ချစ်ရတဲ့သူတွေကအမြဲအတူတူရှိနေသင့်တယ်လို့အိုင်ရာကိုယ်တိုင်ပဲပြောခဲ့တာမလားလို့မေးလာပြီးအိုင်ရာလည်းခါဇူကီကသူမကိုလှည့်စားသွားမယ်အခုမှသဘောပေါက်လိုက်ပါတယ်အိုင်ရာတယောက်စိတ်ဆိုးသွားပြီးသူမသာစုကားစားနဲ့တွေ့လိုက်ရင်စုကားစားပဲနာကျင်ရမှာလို့ပြောလာပါတယ်ဒါပေမဲ့ခါဇူကီကတော့အိုင်ရာတို့နှစ်ယောက်ဒီလိုနဲ့အချိန်ကုန်သွားမှမလို့ချင်ပါဘူးအဲနေ့ညမှာတော့အိုင်ရာတယောက်ခါဇူကီရဲ့စကားတွေကိုပြန်တွေးနေမိပြီးသူမဘာလို့တင်လဲဆိုတာကိုဆုံးဖြတ်ခဲ့ပါတယ်နောက်နေ့ရောက်လာချိန်မှာတော့အိုင်ရာတယောက်လူတိုင်းရှိနေတဲ့ရုံးခန်းထဲကိုဝင်လာပြီးစုကားစားကိုသူမအရေးကြီးတဲ့အရာတခုပြောချင်တယ်လို့အစချီလိုက်ပါတယ်သူမကအချိန်ကုန်တော့မဲ့သူမလို့စုကားစားနဲ့သာတွဲပြလိုက်ရင်စုကားစားခံစားနေရမှာကိုမလို့ချင်ခဲ့ပါဘူးဒါပေမဲ့သူမရဲ့ကြံရှိတဲ့အချိန်တွေကိုလည်းစုကားစားနဲ့ပဲဖြတ်တန်းကျင်တာမလို့သူမစုကားစားကိုအရန်ချစ်တယ်လို့ပြောလိုက်ပါတော့တယ်အိုင်ရာနဲ့စုကားစားတို့တွဲကြပြီးတဲ့နောက်နေ့မနက်မှာတော့အိုင်ရာစုကားစားကိုလာနိုးပါတယ်အိုင်ရာသွားနိုးတဲ့အချိန်အင်ကြီးရင်ဘက်ကဟိုက်သွားတာမလို့စုကားစားညီလေးကိုပါနှုံးမိမလို့ဖြစ်သွားပြီးအိုင်ရာလည်းရှက်ရှက်နဲ့လှေကားပေါ်ကပါပြုတ်ကျသွားပါတယ်မနက်စာစားကြချိန်မှာတော့အချင်းချင်းအိုးတိုးအန်းန်းတွေဖြစ်နေကြပြီးအချင်းချင်းမျိုးလုံးချင်းစုံအောင်တော့မကြည့်ရကြပါဘူးညစာတူတူသွားစားကြမလားလို့စုကားစားမေးလာတော့အိုင်ရာလည်းသဘောတူလာပြီးအဲနောက်မှာတော့နှစ်ယောက်သားပြောစရာပျောက်သွားကြပြန်ပါတယ်နှစ်ယောက်သားမနက်စာကိုဒီလိုပဲစားပြီးသွားကြပြီးဌာနကိုသွားဖို့ဓာတ်တွေကားဆောင်နေချိန်လက်ကင်ကြဖို့စူးစမ်းလိုက်ကြပေမဲ့မီချီယူတို့ရောက်လာတာကြောင့်လက်ပြီးရှက်နေကြပါတယ်ဌာနထဲရောက်လာချိန်မှာတော့ဟာနာတာကမင်းညကသူတို့နှစ်ယောက်ဘာလို့ဖြစ်ကြသေးလဲလို့မေးလာပြီးလက်တော့မကင်ပြလိုက်ကြတဲ့စုကားစားတို့လည်းအရှက်ကြီးရှာရပါပြီကောင်မလေးကိုပျော်ရွှင်စေခြင်း surprise ပေးတဲ့ရတယ်လို့ဟာနာတာတင်ပေးလာတော့စုကားစားနဲ့အိုင်ရာကိုဘာလက်ဆောင်ပေးရလဲမသိဖြစ်သွားပြီးအိုင်ရာလည်းစုကားစားကိုဘလို့ surprise လုပ်ပေးရမလဲတွေးဖြစ်သွားပါတယ်ရှယ်ရီတယောက်ပေါက်ကရတွေပြောနေတဲ့ဟာနာတာကိုဆွဲခေါ်သွားပြီးဟာနာတာလည်းဒီယိုတိုက်တွေလိုက်ပါသွားပါတယ်တမနက်ခင်တော့စုကားစားရဲ့အတွေ့အကြုံ surprise ကိုပဲတွေးနေမိပြီးအိုင်ရာလည်းနေတဲ့အတွက်လက်ဖေးဖြော်ပေးနေချိန်စုကားစားအတွက်ဟင်းချက်ပေးရင်ကောင်းမလားလို့တွေးမိသွားပါတယ်စုကားစားကတော့ဘာ surprise တိုက်ရမလဲလို့ကိုစကြတဲ့ဇက်တို့ကိုမေးနေပြီးသူတို့နှစ်ယောက်ကတော့ပန်းစည်းတို့လက်ဝတ်လက်စားတို့ကိုအကြံပေးလာကြပါတယ်စုကားစားကတော့အဲ့လိုရိုးနေတဲ့လက်ဆောင်မျိုးမပေးချင်ပါဘူးအိုင်ရာကတော့သူမကိုဟင်းချက်တင်ပေးဖို့မီချီရူကိုပြောနေပြီဖြစ်ပြီးမီချီရူကလည်းတခါမှရည်စားမထားဘူးတော့မလို့ရည်စားထားရတာဘလို့နေတယ်လို့မေးလာပါတယ်အိုင်ရာလည်းအရင်ကလို့စကားပြောဖို့အဆင်မပြေတော့သလိုတွေးတာနဲ့ရှက်နေကြောင်ပြောပြလာပါတယ်ဒါအပြင်စုကားစားကို surprise လုပ်ချင်တာကြောင့်ဟင်းချက်ကြွေးဖို့စဉ်းစားထားတာမလို့သူမကိုလည်းဟင်းချက်နေတင်ပေးစေချင်ပါတယ်ဒါကိုကြတော့မီချီရူအိုင်ရာကိုတင်ပေးဖို့ဆုံးဖြတ်လိုက်ပြီးအိုင်ရာလည်းပျော်သွားပါတယ်စုကားစားအတွက်ဘာဟင်းချက်ပေးရမလဲလို့အိုင်ရာကိုမေးလာပြီးအိုင်ရာလည်းစုကားစားဘာကြိုက်မှမသိပါဘူးစုကားစားနဲ့အိုင်ရာတို့တွေပါရနာအဖြစ်ပြန်လို့ကြပြီဖြစ်ပြီးတက်တော့ဆောင်မလေးကိုပြန်ခေါ်ဖို့အတူတူသွားကြပါတယ်အိမ်ထဲရောက်လာကြပြီးတက်တော့ဆောင်မလေးကိုပြန်သိမ်းမဲ့လုပ်ငန်းစဉ်ကအဆင်ပြေချောပွင့်နေပါတယ်အိုင်ရာတယောက်အိမ်နေရင်ရုတ်တရက်အပေါ်ပြည့်တက်လာပြီးစုကားစားကိုဘယ်မှထွက်မသွားပါနဲ့ဆိုပြီးပြစ်ဖက်လာပါတယ်စရုပ်တွေကအိမ်မက်မတ်တက်သလားတော့မသိပေမဲ့အဲ့ဒီညမှာစုကားစားတယောက်အိုင်ရာအိမ်မက်ဆိုးတွေမမတ်တော့အောင်ဖက်အိပ်ပေးလိုက်ပါတယ်နောက်နေ့မနေ့ဌာနကိုရောက်လာကြချိန်ဇက်တယောက်ရုပ်ရှင်လက်မှတ်နှစ်ဆောင်ပေးလာပါတယ်ရှယ်ရီကလည်းဖန်ဆင်းဝက်ကလက်ဆောင်တွေပေးလာပြီးကိုစံပေးလာတဲ့လက်ဆောင်တွေကတော့သူအများသွားစားနေကြနာမည်ကြီးစားတော့ဆိုင်မှာသွားစားဖို့လက်မှတ်နဲ့အနောက်တိုင်းဝတ်စုံတွေပါပဲအာနာတာကလည်းသူကားကိုယူသွားဖို့ပြောလာပြီးကျန်တဲ့သူတွေလည်းလက်ဆောင်လေးတွေပေးလာကြပါတယ်ဒီလိုနဲ့စုကားစားတို့လည်းပိတ်ရက်မှာအတူတူရှောက်လွယ်ကြဖို့ဆုံးဖြတ်လိုက်ကြပြီးရုပ်ရှင်ကိုအတူတူသွားကြည့်ကြပါပြီရုပ်ရှင်တွေကထွက်လာကြချိန်မှာတော့နှစ်ယောက်သားခုံတန်းလေးမှပဲထိုင်နေကြပြီးအိုင်ရာကသူမပေါင်ပေါင်မှာစုကားစားလာအိပ်ဖို့ပြောလာပါတယ်စုကားစားလည်းရှက်သွားပေမဲ့အိုင်ရာပေါင်ပေါင်မှာလက်အိပ်လိုက်ပြီးလူမြင်ကွင်းကြီးမှာဆိုပေမဲ့ချစ်သူလေးပေါင်ပေါင်မှာမလို့ပြောပါတယ်အိုင်ရာကရုပ်ရှင်တွေကသူတွေတို့စုကားစားနဲ့အတူရှင်းနေရယုံနဲ့ပြောတယ်လို့ပြောလာပါတယ်သူမတို့တွေ surprise တိုက်ကြစရာမလိုသူတို့နေရာနဲ့ရှောက်လဲနေစရာလည်းမလိုပါဘူးဒါကြောင့်သူမရဲ့နေရက်တွေကိုစုကားစားနဲ့အေးအေးချမ်းချမ်းပဲဖြတ်တန်းခြင်းတယ်လို့ပြောလာပြီးစုကားစားလည်းအိုင်ရာရဲ့သဘောတိုင်းပါပဲအိုင်ရာလေးကျင်ငန်းတွေကိုပုံမှန်လုပ်နေတုံးပဲဖြစ်ပြီးစုကားစားကလည်းသူတို့ကိုဒီတလောပြန်သိမ်းရမယ့်သူတွေမပေးပါနဲ့အောင်လို့ခါဇူကီကိုသွားပြောပါတယ်ခါဇူကီကတော့ပြန်သိမ်းရမယ့်သူတယောက်ရဲ့စီးရင်ကိုစုကားစားစီပေးလာပြီးစုကားစားဖွင့်ကြည့်လိုက်တော့သူပြန်သိမ်းရမယ့်သူကအိုင်ရာဖြစ်နေပါတယ်အိုင်ရာရဲ့ပိုင်ရှင်နေရာမှာစုကားစားပဲလက်မှတ်ထိုးပေးလိုက်ပါလို့ပြောလာပါတယ်အဲ့ဒီညနေမှာအိုင်ရာကသူမဆိုင်ထားတဲ့လက်ဖက်ပင်တွေကိုဘလို့ခရုစိုက်ရမလဲဆိုတာစုကားစားကိုပြောပြနေပြီးစုကားစားနဲ့တေချာလိုက်မှတ်ထားပါတယ်စုကားစားရုံငန်းနဲ့ပြန်ဝင်လာချိန်မှာမီချီတို့တယောက်ဘာလို့အလုပ်ကိုနှိမ့်တိုင်းလာနေပြီးအိုင်ရာနဲ့အချိန်တူတူမကုန်ကြတာလေလို့မေးလာပါတယ်စုကားစားကတော့သူနဲ့အိုင်ရာတို့နှစ်ယောက်စလုံးဒီလိုပုံမှန်အတိုင်းလေးပဲနေသွားကြဖို့ဆုံးဖြတ်ထားတာပါလို့ပြောလာပါတယ်အိုင်ရာလည်းရောက်လာပြီးသူမတို့ကိုအခုလိုပြောပေးလို့မီချီတို့ကိုကျေးဇူးတင်လာခဲ့ပါတယ်အားလုံးကအိုင်ရာစီအာရုံရောက်နေကြပြီးစကားပြောနေကြချိန်မီချီတို့ကတော့စုကားစားရဲ့မျက်လုံးတွေကငိုချင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီညမှာစုကားစားတယောက်သူအိုင်ရာကိုပြန်သိမ်းရမယ်လို့အိုင်ရာကိုပြောလာပါတယ်အိုင်ရာလည်းစုကားစားကိုပဲလှုပ်စေချင်တာမလို့စာချုပ်မှာစုကားစားကိုလက်မှတ်ထိုးခိုင်းလာပါတယ်နောက်နေ့မှာတော့အိုင်ရာနဲ့စုကားစားတို့တက်တော့ဆောင်မလေးကိုတွားသိမ်းကြပြီဖြစ်ပြီးတက်တော့ဆောင်မလေးကိုပြန်သိမ်းတဲ့လုပ်ငန်းစဉ်ကအဆင်ပြေချောပွင့်နေပါတယ်အိုင်ရာနဲ့တက်တော့ဆောင်မလေးကိုမှတ်ညံမပြတ်ခင်စကားတစ်ခွန်းပြောပေးလိုက်ပြီးတက်တော့ဆောင်မလေးလည်းမျက်ရည်ပါလဲသွားရပါတယ်တက်တော့ဆောင်မလေးကနေရောပဲလို့ပြန်ပြောလာပြီးအိုင်ရာလည်းသူမရဲ့မှတ်ညံတွေကိုဖျက်ပစ်လိုက်ပါပြီ
တက်တော်ဆောင်မလေးကိုဌာနစီပြန်သိမ်းပေးဖို့ပေးပြီးတဲ့နောက်မှာတော့မီချီတို့တယောက်ဖုန်းဆက်လာပါတယ်သူမတို့ဒီညပါတီအသေးစားလေးရှိတာကြောင့်စူကားစားနဲ့အိုင်ရာတို့လည်းလာပြောကြဖို့ပြောလာကြပြီးမလာခြင်းလည်းမလာကြဖို့ပြောသွားပါတယ်ဒီလိုနဲ့သူတို့တွေအစည်းအဝေးလုပ်တဲ့နေရာမှာပါတီလုံးနေကြတာတွေ့လိုက်ရပြီးဘီယာတွေပါနေပါသေးတယ်အားလုံးကယဉ်ကျေးကြတဲ့သူတွေမျိုးဒီအကြောင်းကိုတော့ဌာနချုပ်ကိုဘယ်သူမှပြန်နိုင်ပြောမှာမဟုတ်ပါဘူးအိုင်ရာကိုနှုတ်ဆက်တဲ့ပွဲလေးပဲဖြစ်ပြီးအားလုံးကတချင်းတွေဆိုကောက်ခုန်နေကြပြီးအိုင်ရာလည်းအတော်လေးပျော်ရွှင်တက်ကြွနေပါတယ်စူကားစားအိုင်ရာကိုဂုံမိုးပြီးပြန်လာပြီးအိုင်ရာတက်တော်ဆောင်မလေးကိုပြန်သိမ်းတော့ကဘာပြောလိုက်တာလဲလို့မေးလာပါတယ်အိုင်ရာပြောခဲ့တာကတော့နင်းချရတဲ့သူနဲ့ပြန်တွေ့ပါစေလို့ပြောခဲ့တာဖြစ်ပြီးစူကားစားလည်းအိုင်ရာရဲ့စကားကြောင့်ကြည်နူးသွားရပါတယ်မနက်ဖြန်ကအိုင်ရာကိုပြန်သိမ်းရမယ့်ရက်မလို့စူကားစားနဲ့အိုင်ရာတို့နှစ်ယောက်စလုံးတညလုံးမအိပ်ပဲစောင်းချုံပြစကားတွေထိုင်ပြောနေကြပါတယ်သူတို့တွေညလုံးပေါက်စကားပြောကြပြီးတဲ့နောက်မှာတော့နေထွက်လာပါတော့တယ်နေထွက်လာတာနဲ့သူတို့နှစ်ယောက်အိမ်တန်ရှင်းအစားလုပ်ကြပြီးနှစ်ယောက်သားရေအတူတူနဲ့ချိုးကြပါသေးတယ်ဖြူဖြူစင်စင်ရေချိုးပြီးသွားကြတဲ့နောက်မှာတော့ယုံသွားကြဖို့အဆင်သင့်ဖြစ်နေကြပြီးအိုင်ရာတယောက်မသွားခင်စာရွက်လေးတစ်ရွက်ဇွဲပေါ်တင်ပြီးသွားပါတယ်သူတို့တွေယုံကိုစောစောရောက်လာကြပြီးစူကားစားတယောက်လက်ဖေးဖြော်နီးပါတင်ပြီးသွားပြီမလို့အိုင်ရာအတွက်တော့လက်ဖေးဖြော်ပေးနေနိုင်ပါပြီအဲ့ဒီခါစုကြီးရောက်လာပြီးနှစ်ယောက်သားယုံမှာဘာလို့နေကြတာလဲလို့မေးလာပါတယ်အိုင်ရာလည်းသူမကဒီဌာနရဲ့ဝန်ထမ်းဖြစ်နေတော့ပဲမလို့အလုပ်လာလုပ်တာလို့ပြောလာတော့ခါစုကြီးတယောက်အိုင်ရာရဲ့လယ်ဆွဲကိုယူလိုက်ပါတယ်အိုင်ရာတို့နှစ်ယောက်အပြင်မသွားခင်လက်ဖက်ပင်တွေကိုရေလောင်းခဲ့ပြီးသူတို့နှစ်ယောက်ကစားဝင်းကိုသွားကြဖို့ပြိုင်လို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့နှစ်ယောက်ကစားဝင်းတွေကစော်နီးတွေအားလုံးကိုစော်ခဲ့ကြပြီးအိုင်ရာအရန်ကြီးကြီးနေခဲ့တဲ့အယုတ်ကြီးကိုလည်းအနီးကပ်သွားကြည့်ပြီးဖက်ခဲ့ပါသေးတယ်ဒါပေမဲ့သူတို့တွေချားရအစည်းကျင်နေတာကြောင့်ချားရမောင်းတဲ့ဦးလေးကြီးကိုအိုင်ရာသွားပြောလိုက်တော့နောက်တစ်ပတ်လောက်ပတ်ပြီးတဲ့အထိစောက်ပေးနိုင်တယ်လို့ပြောလာပါတယ်သူတို့နှစ်ယောက်ချားရဟပေါ်တက်လိုက်ကြပြီးချားရတဲ့ရောက်လာချိန်မှာတော့အိုင်ရာကသူမတို့နှစ်ယောက်တယောက်နဲ့တယောက်ရဲ့ဘယ်ချက်တွေကိုကြိုက်ကြလဲဆိုတာကိုပြောကြမယ်လို့ပြောလာပါတယ်အိုင်ရာကစူကားစားလေရေးလာတာကိုကြိုက်သလိုစူကားစားနီးပညာစာအုပ်တွေကိုတည်တည်ချာချာဖတ်နေတာကိုလည်းကြိုက်ပါတယ်စူကားစားကတော့အိုင်ရာအမြဲတမ်းလိုခလုတ်တိုက်နေတာလေးကိုချစ်သလိုပြရာခတ်သွားတဲ့အပြုတ်မှုလေးကိုလည်းချစ်ပါတယ်အိုင်ရာကစူကားစားရဲ့လက်တွေကထင်းနာတာတဲ့ကြီးနေတာကိုကြိုက်သလိုဝမ်းနဲ့နေရင်တော့အာတင်းပြုံးနေတတ်တာလေးကိုလည်းကြိုက်ပါတယ်စူကားစားဝမ်းနဲ့နေတာကိုအိုင်ရာသိနေပြီးသူမကိုပြန်သိမ်းပေးဖို့လက်စွပ်လေးနဲ့ထုတ်လာပါတယ်စူကားစားတယောက်ငိုမိတော့လို့ဖြစ်သွားပေမဲ့အိုင်ရာကတော့စူကားစားကိုချော်လာပြီးစူကားစားလည်းအိုင်ရာကိုလက်စွပ်ပေးလိုက်ပါတယ်ပထမဆုံးအနေနဲ့နမ်းလိုက်ကြပြီးအဲနောက်မှာတော့အိုင်ရာရဲ့မှတ်ဉာဏ်တွေကိုဖျက်လိုက်ပါတယ်စူကားစားတယောက်အိုင်ရာကိုခါစုကြီးစီယူလာခဲ့ပြီးစူကားစားလည်းအခုမှပဲအားရပါရငိုရပါတယ်အိုင်ရာကယုံငါသူတွေအားလုံးအတွက်စာရေးတွေခြံထားပေးခဲ့ပြီးသူမစာလေးတွေဖက်ပြီးယုံငါသူတွေလည်းအိုင်ရာကြောင့်ငိုကြရပါသေးတယ်အချိန်တစ်ခုကုန်လွန်သွားခဲ့ပြီးစူကားစားကတော့ဌာနမှာအလုပ်လုပ်နေတော့ပါစူကားစားယုံငန်းနဲ့ရောက်လာပြီးအားလုံးကိုနှုတ်ဆက်ပြီးချိန်မှာသူ့ရဲ့ပါတနာအစ်စ်လည်းဝင်လာခဲ့ပါတယ်စူကားစားသူ့ကိုပျော်ပျော်ရွှင်ကြိုဆိုခဲ့ပြီးပါတနာအစ်စ်နဲ့အတူလက်ဆွဲနှုတ်ဆက်လိုက်ပါတော့တယ်အခုကြီးနေတဲ့ brother တို့သာအဲ့လိုအရှင်တွေမျိုးရှိတဲ့ကောင်မလေးနဲ့ကြုံခဲ့ရင်ဒီအတိုင်းပဲသူ့ကိုတွားခွင့်ပေးလိုက်မှာလားဒါမှမဟုတ်ကောင်မလေးကိုကဲဖို့တခုခုလုပ်မှာလားဘာလို့မှလဲဆိုတာကို comment မှာပြောပြသွားနိုင်ပါတယ်ဒီ animation တရားကိုဒီမှာပြီးဆုံးသွားပါပြီဗျနောက် animation အသစ်တစ်ပုဒ်နဲ့အတူတူပြန်လာခဲ့ပါမယ်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်